ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဆွဲတဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ဟုတ်ကဲ့ပါကျမတို့ Channel ကနေဂမ်ဘီယာဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့စာရေးသူမင်းမြတ်သူရာရေးသားထားတဲ့မျက်နှာဖုံးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်များအားလုံးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်။ကျမကတော့တင်ဆက်သူသေရီဆန်ပါ။အရှင်နှစ်ပါးပါတော်မူပြီးတဲ့နောက်ဗြိတိရှအစိုးရလက်ထက်ကိုရောက်တဲ့အခါမြန်မာရိုးရမဟာဂီတသချင်းကြီးတွေကခေတ်အလျောက်တဖြည်းဖြည်းပြောင်းလဲလာတော့တယ်။အဲဒီနောက်ကိုလိုနီခေတ်ဦးကနေဒုတိယကမ္ဘာစစ်ကြီးဖြစ်တဲ့အချိန်ထိမြန်မာနိုင်ငံမှာခေတ်တေးသချင်းတွေခေတ်စားလာရမှုအဲဒီခေတ်ကိုတပ်ပြားခေတ်လို့ခေါ်ဆိုနိုင်ပါတယ်။တပ်ပြားခေတ်မှာတပ်ပြားကုမ္ပဏီတွေအများအပြားပေါ်ပေါက်လာခဲ့ပါတယ်။အရင်ဦးဆုံးပေါ်ပေါက်လာတဲ့တပ်ပြားကုမ္ပဏီကတော့ Mr. Quiz တပ်ပြားကုမ္ပဏီပဲဖြစ်ပါတယ်။ Mr. Quiz တပ်ပြားကုမ္ပဏီကနေဇမင်းသားတွေဖြစ်ကြတဲ့ဂရိတ်ဦးဖိုးစိန်ဦးစိန်ကရုံဦးအောင်မလာတို့ရဲ့ဇက်ထုတ်တွေနဲ့ဆိုင်းဆရာကြီးရဲ့ဆိုင်းတီလုံးတွေကိုတပ်ပြားတွေသွင်းယူပြီးတော့ရောင်းချခဲ့ပါတယ်။အဲဒီနောက်ကိုလံဘီယာတပ်ပြားကုမ္ပဏီပေါ်ပေါက်လာပြီးတော့အုတ်အော်ဖာတောင်မတ်အေးမီစိန်ပါတီစတဲ့အဆိုတော်တွေကနာမည်ကျော်ကြားလာခဲ့ပါတယ်။ကိုလံဘီယာတပ်ပြားကုမ္ပဏီနဲ့အပြိုင်ခွေးတစိတ် ODO အမွှာညီနောင်တပ်ပြားကုမ္ပဏီတွေပေါ်ပေါက်လာပြီးတော့တပ်ပြားခေတ်ကခိုင်မာတဲ့ထက်ခိုင်မာလာပါတယ်။ဗြိတိရှဘာမာဖလင်နဲ့ A1 ဖလင်ကုမ္ပဏီတို့ကလည်းတပ်ပြားကုမ္ပဏီတွေတည်ထောင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ပြည်လှဖေမင်းစိန်တင်တင်အေးစတဲ့အဆိုတော်တွေကထင်ရှားကြော်ကြားလာပါတယ်။နောက်ပြီးတော့ဗြိတိရှဘာမာဖလင်ကနေခင်မောင်ရင်ခင်ခင်ရီမောင်တင်မောင်မေရှင်စတဲ့ရုပ်ရှင်မင်းသမီးတွေကတပ်ပြားအဆိုတော်တွေဖြစ်လာပါတော့တယ်။အဲဒီချိန်ကစပြီးတော့ကိုလိုနီခေတ်ဦးကနေဒုတိယကမ္ဘာစစ်ကြီးဖြစ်တဲ့အချိန်ထိကျမတို့မြန်မာနိုင်ငံမှာအရန်ကျပြန့်တဲ့တပ်ပြားသချင်းဈေးကွက်ကြီးတစ်ခုဖြစ်ပေါ်လာပါတယ်။အခုဆက်လက်ဖြစ်ပေါ်တဲ့အချိန်ကာလကတော့1939ခုနှစ်အတွင်းဖြစ်ပါတယ်။အဲဒီလိုတပ်ပြားကုမ္ပဏီတွေအကြီးအကျယ်စီးပွားတက်တဲ့အချိန်မှာမန္တလေးကပိုးတိုက်ပိုင်ရှင်တထေးကြီးဦးလွန်ရဲ့သားဖြစ်သူမောင်မောင်ရှင်ဟာဘုံပေတပ်ပြားကုမ္ပဏီကိုတည်ထောင်ပြီးတော့တပ်ပြားတွေထုတ်ဝေရောင်းချခဲ့ပါတယ်။ဘုံပေတပ်ပြားကုမ္ပဏီကနာမည်ကျော်ဇမင်းသားကြီးရဲ့ဇက်ထုတ်တွေကိုသွင်းယူရောင်းချတာမို့တမျိုးတစ်ပါးသာထူးခြားပြီးတော့အောင်မြင်ခဲ့တော့တယ်။အဲဒီခေတ်ကမြမပြည်အနှံ့ပြားမှာဘုံပေကုမ္ပဏီထုတ်တပ်ပြားတွေကိုသဘောတကျနားဆင်ခဲ့ပါတယ်။အဲဒီလိုဇမင်းသားကြီးရဲ့ဇက်ထုတ်တွေနဲ့နာမည်သတင်းကြီးခဲ့တဲ့ဘုံပေကုမ္ပဏီဟာမချစ်စိန်ဆိုတဲ့အမျိုးသမီးအဆိုတော်တူရဲ့တပ်ပြားကိုထုတ်ဝေတဲ့အခါမမျော်လင့်မဲနဲ့မြမပြည်အနှံ့ပြားမှာရောင်းမလောက်အောင်မြင်ခဲ့ပါတယ်။အဲဒီချိန်ကစပြီးတော့ဘုံပေတပ်ပြားကုမ္ပဏီကတေးသချင်းတွေကိုသွင်းယူရောင်းချခဲ့တယ်။ဘုံပေတပ်ပြားကုမ္ပဏီကမက်ဆိန်ချစ်ရဲ့နောက်ဆုံးထုတ်တပ်ပြားအယောင်ရတွင်ကျဲတာမို့ဝင်းတာမီဒီယာချန်ကြီးမှာခမ်းနားတဲ့ဧကန်ပွဲကြီးတစ်ခုကျင်းပပါတယ်။ဘုံပေတပ်ပြားကုမ္ပဏီရဲ့ဧကန်ပွဲကိုရန်ကုန်မြို့မှာရှိတဲ့တပ်ပြားကုမ္ပဏီတွေနဲ့နာမည်ကြီးအဆိုတော်တွေနဲ့လူကုန်တန်းတွေကတက်ရောက်ပါတယ်။ဘုံပေတပ်ပြားကုမ္ပဏီရဲ့အခမ်းပွဲမှာနိုင်ငံကျော်အဆိုတော်တွေကကာလာဘော်တီဝိုင်းနဲ့တွဲဖက်ပြီးတော့သီဆိုပါတယ်။မက်ဆိန်ချစ်ကလည်းပိုးတဲ့ဝမ်းဆက်ဝစ်ဆင်ပြီးတော့သူမရဲ့အကျော်ကြားဆုံးသချင်းဖြစ်တဲ့မိုးထေဝီကိုသီဆိုတဲ့အခါပရိသတ်တွေကတောင်းတောင်းဖြပြအားပေးပါတယ်။မက်ဆိန်ချစ်သချင်းဆိုတာကိုသူရိယတန်တော်စင်မြမအလင်းစတဲ့သတင်းစာတိုက်ကြီးတွေရဲ့သတင်းထောက်တွေကဓာတ်ပုံတွေတစ်ဖြက်ဖြက်ရိုက်ကြတယ်။မက်ဆိန်ချစ်ကသီဆိုပြီးလို့စင်ပေါ်ကဆန်းတက်လာတဲ့အခါမိုးတေဝီတပ်ပြားနဲ့ပတ်သက်ပြီးတော့သတင်းထောက်တွေကမေးမြန်းပါတယ်။အဆိုကျော်တွေတချင်းတီဆိုပြီးစီတဲ့အခါဘုံပေတပ်ပြားကုမ္ပဏီရဲ့တထေးမောင်မောင်ရှင်ကစင်ပေါ်ကိုတက်ပြီးတော့ကြွားရောက်လာတဲ့ပရိသတ်များခင်ဗျာမင်္ဂလာရှိတဲ့ညချမ်းမှာဘုံပေတပ်ပြားကုမ္ပဏီရဲ့အခမ်းပွဲဘာကြောင့်ကျင်းပတယ်လဲဆိုတာရှင်းပြချင်ပါတယ်။ဒီနေ့အခမ်းပွဲကျင်းပရတာတော့မက်ဆိန်ချင်ရဲ့မိုးတေဝီတပ်ပြားအောင်မြင်မှုအတွက်ပြပတာပဲဖြစ်ပါတယ်။အခုလိုမိုးတေဝီတပ်ပြားဝဝကွယ်အောင်မြင်ရတာလဲဘုံပေတပ်ပြားကုမ္ပဏီနဲ့ဘလူးပုဂ္ဂိုလ်2ယောက်ကြောင့်ဖြစ်ပါတယ်။မိုးတေဝီတပ်ပြားရဲ့အောင်မြင်မှုအတွက်ပထမအရေးပါတဲ့ပုဂ္ဂိုလ်ကတော့ကျွန်တော်ရဲ့ညီငယ်တေးရေးဆရာကိုတင်နွယ်ပါပဲ။ဒုတိယအရေးပါတဲ့သူတစ်ယောက်ကတော့အများသိတဲ့အတိုင်းပဲနိုင်ငံကျော်ဆိုတော်မက်ဆိန်ချစ်ပြဒီပုဂ္ဂိုလ်2ဦးကိုဘုံပေကုမ္ပဏီကနေလှိုက်လဲဂုဏ်ပြုပါတယ်။အဲဒီလိုဆိုလိုက်တဲ့အခါပရိသတ်တွေကဝမ်းမြောက်ဝမ်းသာလက်ခုပ်လက်ဝါးတီးပြီးတော့အားပေးတော့တယ်။အရိညာဘုံပေကုမ္ပဏီရဲ့အခမ်းပွဲကခမ်းနားကြီးကြတာမို့
ရန်ကုန်မြို့လူကုန်တန်းလောကမှာပြောစမတ်ဖြစ်ခဲ့တော့တယ်။ည7:00 နာရီကျော်တဲ့အခါမှာအခန့်ပွဲကြီးပြီးသွားတဲ့အတွက်လူကုန်တန်းရဲ့ကားကြီးတွေကဝန်တာမီဒီယာခြံကြီးတွေကနေတတိတသန်းကြီးထွက်ခွာသွားတော့တယ်။တထေးမောင်မောင်ရှင်ကညအခန့်ပွဲကြီးမှာညနေအောင်နေရတာမို့မနက်7:00 နာရီထိုးမှအိယာနိုးသွားတယ်။အိယာနိုးတဲ့အခါမှာတော့ခေါင်းတစ်ခုလုံးအုံခဲနေတာမို့ခန်းသားကြီးကျဲတဲ့ရေချိုးခန်းထဲကိုဝင်ပြီးတော့ရေချိုးတယ်။သူကညအခန့်ပွဲညနေသွားတာမို့အိမ်ကိုမပြန်မဲနဲ့ပုံပီတပြားကုမ္ပဏီမှာပဲအိတ်ဆက်လိုက်တယ်။တထေးမောင်မောင်ရှင်ကကျွေးစိန်ကန်ကြီးထဲမှာတနာရီနီးပါးစိန်ပြီးတဲ့နောက်မွေးဘတပတ်ကြီးကိုပတ်ပြီးတော့ရေချိုးခန်းထဲကပြန်ထွက်လာတယ်။အဲဒီနောက်အဝတ်ဗီတိုဖွင့်ပြီးတော့အဝတ်စားတွေလဲလှဲပါတယ်။တထေးမောင်မောင်ရှင်အဝတ်စားလဲနေတော့တကားခောက်တဲ့တတောက်တောက်ကြားရပါတယ်။အခန်းပြင်မှာတော့သူ့ရဲ့အစီကံရောက်နေပုံရပါတယ်။မောင်မောင်ရှင်ကအဝတ်စားတွေလဲပြီးဝတ်ဆင်ရင်းနဲ့လာမယ်ဟဲ့အော်ဟစ်လိုက်ပါတယ်ပြီးတော့အခန်းတကားရှိအောင်သွားပြီးတော့တကားကိုဖွင့်တယ်အဲဒီကအခန်းဝမှာသူ့ရဲ့အစီကံကိုမတွေ့ပါဘူးမောင်မောင်ရှင်ကသူ့ရဲ့အစီကံအောက်ထက်ကိုပြန်ဆင်းသွားပြီလို့ယူဆပြီးတော့မန်တင်ကုန်းပေါ်မှာရှိတဲ့သူ့ရဲ့ရွှေကျဲသည်ရွှေနာရီစိတ်လက်စွပ်တွေကိုတစ်ခုပြီးတစ်ခုဆင်းရဲနေတော့တယ်အဲဒီခိုင်မှာပဲမောင်မောင်ရှင်ကမှန်အနောက်ကအရှိတ်ကိုမြင်တာမို့မျက်မှောက်ကျုပ်ပြီးကြည့်လိုက်တယ်အဲဒီနောက်မှန်အနောက်ကဓားကင်တဲ့တချောင်းကိုမြင်တာမို့မောင်မောင်ရှင်ရင်ထဲမှာထိတ်ခနဲဖြစ်သွားတော့တယ်။မောင်မောင်ရှင်ကထိတ်လန့်တုန်လှုပ်ပြီးတော့မှန်အနောက်ကဘာတူလဲ။မောင်မောင်ရှင်ရဲ့မိကိုမဆုံးမီမှာမှန်အနောက်မှာရှိတဲ့လူကမောင်မောင်ရှင်ကိုဓားနဲ့တစ်ချက်ပြီးတစ်ချက်ခုတ်ပါတယ်။မောင်မောင်ရှင်လည်းဓားချက်နှစ်ချက်ထိပြီးတဲ့နောက်ငယ်သံပေါအောင်အော်ဟစ်ပြီးတော့ဝရန်တာစီပြေးဖို့ကြိုးစားတော့တယ်။ဝရန်တာတကားချက်ကိုတုံရင်နေတဲ့လက်နဲ့ဖွင့်လှစ်နေတော့ဓားကင်တဲ့လူကမောင်မောင်ရှင်ရဲ့အနောက်ကဓာတ်နဲ့တစ်ချက်ပြီးတစ်ချက်တိုက်ခိုက်တဲ့အခါဝရန်တာမှန်တကားကွဲကြည့်ပြီးတော့မောင်မောင်ရှင်းရဲ့ကိုခန္ဓာကြီးကကျန်းပြင်ပေါ်ကိုပြိုလဲကျသွားတော့တယ်။အဲဒီလိုလူသက်သမားကမောင်မောင်ရှင်းကိုတိုက်ခိုက်နေတော့ဘာနိုးပိုးတဲ့ကလာအင်ကြီးရဲ့အပေါ်ဓာတ်ကိုမော့ကြည့်လိုက်ကဝရန်တာမှန်ကွဲသွားပြီးတော့ငယ်သံပေါင်အော်ဟစ်နေတဲ့အတန်လေးကြောင့်အိမ်ပေါ်မှာဘာဖြစ်နေလဲမသိဘူးပလိတ်ကိုတိုင်ရမယ်။တွေးပြီးတော့ခြံကြီးထဲကနေပြေးထွက်သွားတော့တယ်။အဲ့ဒီချိန်အလူအိမ်ရပြန်လာတဲ့ပလိတ်3ယောက်ကိုလမ်းမှာအသင်တွေ့တာမို့အကျိုးအကြောင်းတိုင်ကြားလိုက်တယ်။ပလိတ်တွေကလည်းနွားနိုးပိုးတဲ့ကလာကိုမယုံတဝက်ယုံတဝက်နဲ့ဘုံပေတပြားကုမ္ပဏီကိုလိုက်လာတော့တယ်။ပလိတ်တွေကအင်ကြီးရဲ့အပေါ်ဓာတ်ကိုရောက်တဲ့အခါဓာတ်ထရတွေနဲ့သေဆုံးနေတဲ့ဘုံပေတပြားကုမ္ပဏီတထေမောင်မောင်ရှင်းအလောင်းကိုတွေ့ရမှုမျက်လုံးပြူသွားတော့တယ်။မကြခင်မှာဘုံပေတပြားတိုက်အတွင်းကိုပလိတ်ကားတွေသတင်းတောက်တွေရောက်လာပြီးတော့တထေးမောင်မောင်ရှင်ရဲ့အလောင်းဒီမှာဓာတ်ပုံရိုက်တဲ့သူကရိုက်သဲလွန်စာရှာတဲ့သူကရှာနဲ့အလုံးရှုပ်ကုန်ကြတယ်။အင်းစိတ် CID ကအထူးစေလွှတ်လိုက်တဲ့ Inspector လာမိုးရဲ့ကခြံဝင်းထဲကိုရောက်တဲ့အခါဌာနအုပ်တူကကြိုးဆိုပြီးတော့ရရဆက်ဆက်သက်ထားတဲ့ CID ရဲ့လူတွေအလုံးရှုပ်တော့မယ်ဆိုပြီးတော့အင်းရဲ့ဘော်ရက်ကို Inspector တော်လာမိုးကိုခေါ်ဆောင်သွားပါတယ်။ Inspector လာမိုးအိမ်ပေါ်တဲ့အိတ်ခန်းကိုရောက်တဲ့အခါတခန်းလုံးကရှုပ်ပွားနေတာတွေ့ပြီးတော့သွေးကွက်တွေကိုလည်းအိမ်ခဲနေရအနှံ့ပြားမှာတွေ့ရတယ်။ Inspector လာမိုးကသွေးကွက်တွေအတိုင်းအလုံးရှိကြည့်တဲ့အခါဝရဏတကားကြီးနီးမှာလဲကျသိဆုံးနေတဲ့တထေးမောင်မောင်ရှင်းရဲ့အလောင်းကြီးကိုတွေ့သွားတော့တယ်။ Inspector လာမိုးကမောင်မောင်ရှင်းရဲ့ကိုယ်ခန္ဓာအနှံ့မှာရှိတဲ့ဓာတ်တံရတွေကိုကြည့်ပြီးတော့စိတ်မသက်သာတဲ့ပုံစံနဲ့တက်ပြန်ချလိုက်ကငါတွေ့ဘူးသမျှထဲမှာတော့အတော်ကျန်းတဲ့အမှုပဲဟိလူသက်သမားကရန်ညိုးရန်စားကြောင်တက်တာဖြစ်နိုင်တယ်။တထေးရဲ့ကိုယ်ခန္ဓာမှာအဖိုးတန်ပစ္စည်းတွေရှိနေသေးတယ်။ဆိုပြီးတော့တေသူနဲ့ပတ်သက်ပြီးတော့သတင်းပို့တိုင်ကြားတဲ့နွားနို့ပို့ကလာကိုအနီးကိုခေါ်ယူလိုက်ကပြစ်ချောင်းကုံစင်ကိုမေးမြန်းတော့တယ်။ကလာရဲ့စကားတွေကိုနားထောင်ပြီးတော့အိမ်ပေါ်ကဗရင်ပေါက်မှန်ကွဲတဲ့အနေနဲ့အော်ဟစ်တန်ကိုကြားတော့ခြံထဲကနေပြေးပြီးပလိတ်ကိုရှာဖွေတယ်။ပလိတ်တွေနဲ့တွေ့တာနှစ်ချမ်းကျော်မှဆိုတော့ပလိတ်တွေကမဲအနောက်ကိုချက်ချင်းလိုက်လာတယ်။ဒါဆိုတရက်ခန့်ပြေးဖို့အချိန်မှမရှိတာ။သူကအနီးတစ်ဝိုက်မှာပဲရှိနိုင်တယ်။ပြောပြီးတော့ပလိတ်သားတွေဘက်ကိုလှဲလိုက်ကမင်းတို့ခြံထဲကိုရောက်ချင်းအိမ်ပတ်ဝန်းကျင်မှာမရှာကြဘူးလား။မင်းပြန်တဲ့အခါတအူးကခေါင်းညိတ်ပြီးတော့ရှာပါတယ်ဆရာ။ခြံထဲမှာလူသက်သမားရဲ့အရေးအယောင်မတွေ့ဘူး။ပြောပါတယ် Inspector လာမိုးကဘုံပေတက်ပြားကုမ္ပဏီမှာဥမောင်မောင်ရှင်ရလွဲပြီးတော့ဘယ်သူမှမရှိဘူးလား။မင်းပြန်လိုက်ပါတယ်အဲဒီခါပလိတ်တအူးကအစီခံနဲ့တကားဆောင်ရောက်နေပါပြီ။ညခြံထဲမှာအခန့်ပွဲလောက်တာညက်နဲ့လို့အားလုံးကအိပ်ပျော်နေတာပါ။
ပြောတဲ့အခါ Inspector လှမှုကအင်ကြီးပတ်ဝန်းကျင်ကိုလှည့်ပြီးရှုပါတယ်။ Inspector လှမှုကအိမ်ရဲ့အောက်ထပ်ကိုဆင်းပြီးတော့အိမ်ပတ်လည်ကိုလှည့်လည်ကြည့်ရှုတယ်။အဲဒီခါအိမ်ရဲ့အနောက်ဘက်မှာသွေးပိထားတဲ့လက်နဲ့ထောက်ထားပုံရတဲ့လက်ရာတစ်ခုကိုတွေ့ရတယ်။ Inspector လှမှုကမမျှော်လင့်ပဲနဲ့တဲလွန်စာကိုရတာမို့စိတ်အားတက်ကြွပြီးဆက်ကြည့်တဲ့အခါမြက်ခင်းအဆက်မှာသွေးဆက်နဲ့တူတဲ့အရာတစ်ခုကိုတွေ့ရပါတယ်။အဲဒီနောက်မြက်ခင်းကိုရှောက်နေပြီးတဲ့နောက်မြောင်းနှခမ်းတစ်ခုနဲ့သွေးဆက်တစ်ဆက်ကိုတွေ့ရတယ်။ Inspector လှမှုကကိုရောင်တကားအပြင်အားတော့ခတ်ထားတာမဟုတ်ဘဲနဲ့အတွင်းကနေချက်ချထားတာကိုတွေ့တယ်။အဲဒီခါသူ့ရင်ထဲမှာထိတ်ခနဲဖြစ်သွားပြီးတော့ခါကြခရကိုထုတ်ပြီးမှုတ်လိုက်တယ်။ကျဲလောင်တဲ့ခရတန်းကြောင့်ပလိတ်တွေက Inspector လှမှုအနီးကိုရောက်ရှိလာတယ်။ Inspector လှမှုကအနီးကိုရောက်လာတဲ့ပလိတ်တွေကိုကိုရောင်ကိုလက်ညှိုးညွှန်လိုက်ကကိုရောင်ထဲမှာတရက်ခန့်ရှိတယ်ဟိ။ပြောတဲ့အခါပလိတ်တွေကကိုရောင်တကားကိုအပြင်အတန်တရွေးနေနဲ့ကော်ပြီးဖွင့်လိုက်တယ်။ခဏကြာတော့ကိုရောင်တကားချက်ကိုဖွင့်ပြီးတော့ကိုရောင်ပွင့်ထွက်သွားတယ်။ကိုရောင်ထဲမှာဘုံဘေးတက်ပြားကုမ္ပဏီကတက်ပြားအဟောင်းတွေထည့်ထားတဲ့တစ်တာကြီးတွေရှိတယ်။ Inspector လှမှုကလက်နှိပ်ဓာတ်မီကိုကင်ပြီးတော့တစ်တာကြီးတွေအနောက်ကိုဥဆောင်ဝင်သွားတယ်။တစ်တာကြီးကိုကြော်ပြီးတော့ကိုရောင်ရဲ့အနောက်ဘက်နေရန်ကိုမီးနဲ့ထိုးတဲ့အခါတကူလုံးသွေးတွေပေးချပြီးတော့ထိတ်လန့်တဲ့ပုံစံနဲ့ကိုရောင်နေရန်ကိုကြောမိထိုင်နေတဲ့လူတအူးကိုတွေ့ပါတယ်။အဲဒီသူကလက်နှိပ်ဓာတ်မီအလင်းရောင်တွေကိုလက်နဲ့ကာပြီးတော့ပလိတ်တွေကိုကြောင်စီစီနဲ့ကြည့်ရှုပါတယ်။ Inspector လှမှုကတပ်ပြင်းချလိုက်ကတရားခံမိပြီလက်ထိတ်ခတ်ပြီးခေါ်သွားတော့တီတိုပြောလိုက်တယ်တရားခံအသက်30ဝန်းကျင်လူတအူးဖြစ်ပြီးတော့ရုပ်ရည်ကိုကြည့်လိုက်ကလူသက်သမားလို့ဘယ်သူမှထင်မှာမဟုတ်ဘူးဘုံပေတက်ပြားကုမ္ပဏီတတိမောင်မောင်ရှင်အသက်ခံရတဲ့တဲ့ရင်ကိုသတင်းစာတွေကအကျယ်တဝင့်ရေးသားဖော်ပြတော့တယ်မောင်မောင်ရှင်ရဲ့ဘုံပေတက်ပြားကုမ္ပဏီကမိုးဒေဝီတက်ပြားကြောင့်လူသိများထင်ရှားနေတဲ့ချိန်မှာမောင်မောင်ရှင်ကသေဆုံးတာပဲဖြစ်တယ်ရန်ကုန်မြို့ပေါ်မှာရှိတဲ့သတင်းစာလက်ပွေရောင်သမားတွေကမောင်မောင်ရှင်အသက်ခံရတဲ့တဲ့ရင်ကိုစိတ်ဝင်စားဝဲအော်ဟစ်ရောင်းချကြတော့တယ်သတင်းစာရောင်သမားတယောက်ကမြို့လယ်ကောင်မှာရက်ပြီးတော့မိုးဒေဝီတက်ပြားတဲ့ထင်ကဘာလို့ရဲဆက်ဆက်အသက်ခံရတာလဲသူ့မှာဘာအဖြစ်ရှိလို့ဒီလိုလုပ်ရတာလဲအဆိုတော်မက်ဆင်ချစ်ကတထင်းမောင်မောင်ရှင်းအတွက်ဝမ်းနေနေပြီလားတကြီးကဆက်ကိုဖတ်ကြည့်ကြအဲ့ဒီလိုအော်ဟစ်ရောင်းချတော့တယ်မောင်မောင်ရှင်အသက်ခံရတဲ့တဲ့ကြောင့်ရန်ကုန်မြို့လယ်မှာရှိတဲ့သတင်းစာဂျာနယ်တွေကအယောင်သွက်နေတော့တယ်ဂျာနယ်တွေကလည်းမောင်မောင်ရှင်ရဲ့အမှုပညာလှူရှားမှုတွေကိုခါတော်မီဖော်ပြတယ်တန်တော်ဆင့်သတင်းစာကြီးကမိုးဒေဝီတထေကိုရဲရဲဆက်ဆက်တပ်ဖြတ်မှုမှာဥပဒေကိုမထီမဲ့မြင်ပြုလုပ်တဲ့လုပ်ရက်ဖြစ်တဲ့အတွက်ထိထိရောက်ရောက်အရေးယူသင့်တယ်လို့ရေးသားထားပါတယ်။အဆိုတော်မက်ဆင်ချစ်ကအဲ့ဒီနေ့ထွက်တဲ့သတင်းစာအလုံးဝယ်ယူဖတ်ရှုပြီးတော့စိတ်မသက်သာတဲ့ပုံစံနဲ့ခေါင်းခါရန်လိုက်ကနင်ဒီလိုမလုပ်ဘူးဆိုတာငါသိတယ်။နင့်မှာအပြစ်မရှိဘူးလို့ငါယုံတယ်။နင်သူများရဲ့တစားခံဖြစ်သွားတာပဲ။ဒါတွေအလုံးကငါကြောင့်နင့်ကိုဘုံပေတက်ပြားတိုက်ကိုခေါ်လာခဲ့တဲ့ငါအမှားပါအဲ့ဒီလိုရှေရွတ်တော့တယ်အဲ့ဒီချိန်မှာပဲအနီးကိုညီမဝမ်းခွဲတော်တဲ့မဆန်းအေးရရောက်ရှိလာကစိတ်မကောင်းဖြစ်နေသလားအမမိုးထီဒီလိုမလုပ်ဘူးဆိုတာကျမလည်းယုံပါတယ်ဒါမဲ့သူ့တကူလုံးမှာသွေးတွေဘာဖြစ်လို့ပေးကျနေရလဲရှေရွတ်တော့တဲ့မဆန်းချစ်ကသူဘာဖြစ်သွားလဲတော့ငါမသိဘူးဒါပေမဲ့သူ့မှာအပြစ်မရှိပဲခန်းနေရတာတော့ငါသိတယ်ပြောတော့တယ်မဆန်းအေးကကောင်းငိမ့်လိုက်ကဒါဆိုလည်းသူ့အတွက်ရှင်းနေတွေဘာတွေငှားပြီးတော့အကာအကွယ်ပေးအောင်ပြောတော့တယ်မဆင်ချစ်ကတက်ပြင်းချလိုက်ကသူ့အတွက်ငါတို့ငှားတဲ့ရှင်းနေရရှင်းနေလောကမှာအတော်ဆုံးဆိုတဲ့ပုံကိုဖြစ်ရမယ်သူဘယ်သူဖြစ်နိုင်မလဲတွေးပြီးတော့သူမရဲ့မိတ်ဆွေတချို့ဖုန်းဆက်ပြီးတော့မေးမြန်းတော့တယ်ခဏကြာတဲ့အခါသူမတွေးဆောင်ရမယ့်ရှင်းနေနာမည်ကိုရရှိပါတယ်အဲဒါကြောင့်ညီမဖြစ်သူမဆန်းရေးဘက်ကိုလှည့်လိုက်ကမဆန်းအဝယ်လဲတော့ဟေ့အလုံးဘက်ကိုသွားရမယ်ရန်ကုန်မြို့မှာဒီအမှုမျိုးနဲ့ပတ်သက်ရင်အကောင်းဆုံးရှေ့နေရဥယျာဉ်နိုင်နဲ့ဥယျာဉ်နိုင်ကဒီနေ့အထိလိုက်သမျှအမှုတွေတစ်ခုမှမရှုံးသေးဘူးလို့ပြောစမှတ်ပြုတယ်သူနဲ့တွေ့ပြီးတော့မိုးထီရဲ့အမှုကိုတိုင်ပင်ရမယ်ပြောပြီးတော့သူမကိုယ်တိုင်လည်းမန်တင်ကုန်းမှာထိုင်လိုက်ကအလှပြင်ဆင်တော့တယ်ဒီမနှစ်ယောက်စလုံးကအဝယ်စားတွေလဲပြီးတဲ့အခါတက္ကစီတစ်စီးကိုငှားပြီးတော့ရှေ့နေဥယျာဉ်နိုင်ရှိတဲ့အလုံးဘက်ကိုသွားကြတယ်မကြခင်တက္ကစီကအလုံးဘက်မှာရှိတဲ့ခြံကြီးတစ်ခြံမှာရပ်တန်းလိုက်တယ်ချန်စီယိုအုတ်တိုင်းမှာရှေ့နေဦးရနိုင်ရဲ့အမီကိုရေးထိုးထားတဲ့
ဆိုင်းပုံငယ်လေးကိုတွေ့ရပါတယ်။မက်ဆေ့ချစ်ကအုတ်တိုင်းမှာချိတ်ဆွဲထားတဲ့ခေါင်းလောင်းလေးကိုလှုပ်ရမ်းတဲ့အခါချမ်းဆောင်အဖိုးကြီးတူထွက်ပြီးတော့မေးမြန်းတဲ့အခါမက်ဆေ့ချစ်ကရှင်းနေဥယျာဉ်နိုင်နဲ့တွေ့ကျင်လို့ပါပြောလိုက်တဲ့အခါချမ်းဆောင်ဦးဖိုးကြီးကအိမ်ထဲကိုခဏပြန်ဝင်ပြီးအတန်ကြာမှပြန်ထွက်လာကမက်ဆေ့ချစ်တို့ခေါ်ဆောင်သွားတော့တယ်မက်ဆေ့ချစ်တို့ဟာအင်ကြီးရဲ့ခန်းနာကြီးကျယ်တဲ့အေကန်းမှာထိုင်ဆောင်ရတယ်အဲဒီခါစပွဲပေါ်မှာရှိတဲ့သတင်းစာတွေမှာဘုံဘေးတက်ပြားကုမ္ပဏီတထေမောင်မောင်ရှင်ရဲ့သတင်းကိုပဲတွေ့ရပါတယ်မက်ဆေ့ချစ်ကမြမအလင်းသတင်းစာမှာပါတဲ့သတင်းကိုမန်နီနဲ့ဝိုင်းထားတာကိုမြင်တွေ့ပြီးတော့လေသံတိုးတိုးနဲ့ရှင်းနေဥယျာဉ်နိုင်ရလဲမိုးထီရဲ့အမှုကိုစိတ်ဝင်စားပုံရတယ်။သတင်းစာတွေကမိုးထီအကြောင်းတွေကိုမှန်နီနဲ့ဝိုင်းထားတယ်။ပြောတော့တယ်။အဲ့ဒီချိန်မှာပဲအင်ကြီးရဲ့အပေါ်ရက်ကနေဥရောပဝတ်စုံကိုတေသက်ကျနာစွာဝတ်ဆင်ထားတဲ့အသက်30ဝန်းကျင်လူတဦးကဆင်းသက်လာတော့တယ်။သူကစပွဲပေါ်မှာရှိတဲ့ထိုင်ကုန်မှာဝင်ထိုင်လိုက်ကကျွန်တော်ကရှင်းနေဥယျာဉ်နိုင်မှာမိတ်ဆက်တဲ့အခါရှင်းနေဥယျာဉ်နိုင်ရဲ့အသက်ကသူထင်ထားတာထက်အများကြီးငယ်ရွယ်နေတဲ့အတွက်မက်ဆေ့ချစ်ကတအံ့တော်ဖြစ်သွားတော့တယ်။ရှင်းနေဥယျာဉ်နိုင်ကမက်ဆေ့ချစ်တို့ရှေ့မှာဝင်ထိုင်လိုက်ကလာရင်ကိစ္စကိုမေးရှိပါပြောလိုက်တော့တယ်မက်ဆေ့ချစ်ကတက်ပြင်းချလိုက်ကဒီနေ့သတင်းစာထဲမှာပါတဲ့ဘုံဘေးတက်ပြားတိုက်ပိုင်ရှင်တက်ခံရတဲ့သတင်းကိုဥယျာဉ်နိုင်လည်းဖတ်ပြီးထင်တယ်။ပြောတဲ့အခါရှင်းနေဥယျာဉ်နိုင်ကခေါင်းငိမ့်လိုက်ကဖတ်ပြီးပါပြီဗျာဒါကတကယ်နိုင်ငံကျော်မူခင်းကြီးပဲလှုပ်တဲ့လူကအညိုးတကြီးနဲ့ရရဆက်ဆက်လှုပ်ထားတာဒီလိုတရခံမျိုးဥပဒေအရထိထိရောက်ရောက်အေးအေးယူတဲ့နဲ့ပြောတော့တယ်မစိန်ချစ်ကရှင်းနေဥယျာဉ်နိုင်ရဲ့မျက်နှာကိုကြည့်လိုက်ကကျမလည်းဒီအမှုနဲ့ပတ်သက်ပြီးတော့ဥယျာဉ်နိုင်စီလာတာပါကျမကဘုံဘေးတက်ပြားတိုက်ကအဆိုတော်မစိန်ချစ်ပါအဲ့လိုပြောလိုက်တယ်မစိန်ချစ်ရဲ့စကားကြောင့်ဥယျာဉ်နိုင်ကသူမရဲ့မျက်နှာကိုတအံ့တော်ကြည့်ပြီးတော့အော်ဒါကြောင့်မစိန်ချစ်မျက်နှာကိုမြင်ဘူးတယ်လို့ထင်နေတာ哦ဘုံဘေးတက်ပြားတိုက်ကထုတ်တဲ့မက်ဆေ့ချ်ရဲ့မိုးတွေဝီတက်ပြားကျုပ်စီမှာရှိတယ်ဗျကျုပ်လည်းမက်ဆေ့ချ်ရဲ့ပြိသက်ပဲဗျအော်ဒါဆိုကျုပ်ကတက်ပြားတိုက်ပိုင်ရှင်ဦးမောင်မောင်ရှင်ဘက်ကနိုင်ပြီးတော့တရားခံကိုထောင်ထဲကိုမရောက်ရအောင်ပို့ပေးရမှာပေါ့ဒီလိုလားမေးမြန်းလိုက်ပါတယ်မက်ဆေ့ချ်ကခေါင်းကိုခါရလိုက်ကမဟုတ်ပါဘူးရှင်ကျမကတရားခံမိုးထီအတွက်လာခဲ့တာပါသူ့ဘက်ကနေရက်တီပေးစီခြင်းလို့ပါပြောလိုက်တဲ့အခါရှင်းနေဦးရနိုင်ကမက်ဆေ့ချစ်ကိုနားမလည်တဲ့ပုံစံနဲ့ကြည့်လိုက်တော့တယ်။မက်ဆေ့ချစ်ကလည်းရီဝေတဲ့မျက်လုံးနဲ့ကြည့်ပြီးတော့မိုးထီကလူတယောက်ကိုဘယ်တော့မှတတ်မှာမဟုတ်ပါဘူး။ပြောလိုက်တဲ့ရှေ့နေဦးရနိုင်ကမက်ဆေ့ချစ်ကိုအံ့ဩတဲ့ပုံစံနဲ့မက်ဆေ့ချစ်ကမိုးထီဆိုတဲ့လူနဲ့ဘလို့ပတ်သက်လို့လဲ။မေးမြန်းလိုက်တော့တဲ့မက်ဆေ့ချစ်ကတက်ပြင်းချလိုက်ကမိုးထီကကျမရဲ့ငယ်တငယ်ချင်းမှာသူ့ကိုဘုံဘေးတပြားတိုင်းမှာအလုပ်လုပ်ဖို့ကျမပဲပို့ပေးတာပါ။နောက်ပြီးတော့မိုးထီရဲ့ဂီတနဲ့ပတ်သက်ပြီးဝါသနာကြီးတယ်။သူတချင်းရေးဆရာတယောက်ဖြစ်ဖို့ကြိုးစားနေတာ။ပြောလိုက်တော့မက်ဆေ့ချ်ရဲ့စကားကြောင့်ရှေ့နေဦးရနိုင်ကခေါင်းငိမ့်လိုက်ကမိုးထီကမက်ဆေ့ချ်ရဲ့တငယ်ချင်းပေါ့။ဒါမဲ့မိုးထီကပလိတ်တွေလက်ထက်မှာလူသက်လက်နက်နဲ့တူတူလက်ပူးလက်ကျက်မိထားတာနော်။ပြောလိုက်တော့မက်ဆေ့ချ်ကခေါင်းခါရလိုက်ကဘလို့ပဲဖြစ်ဖြစ်မိုးထီရဲ့စိတ်ကိုကျမအသိဆုံးပဲ။သူကအမှုပညာသမားစစ်စစ်ပဲစိတ်သဘောထားသိနှူးညံ့တယ်။လူတယောက်ရဲ့အသက်ကိုဘယ်တော့မှတတ်မှာမဟုတ်ဘူး။ဥယျာဉ်နိုင်ကအမှန်တရားကိုမျက်နှိုးတဲ့ဆိုရင်တော့မိုးထီကိုတစ်ချိန်လောက်သွားကြည့်စေချင်ပါတယ်။ဥယျာဉ်နိုင်လိုအတွေ့အကြုံကြီးတဲ့ပုဂ္ဂိုလ်တယောက်ကမိုးထီနဲ့စကားပြောပြီးသူ့မှာအပြစ်ရှိတယ်မရှိဘူးဆိုတာသိနိုင်မှာပါ။ဥယျာဉ်နိုင်ဒီအမှုကိုလက်ခံဖို့လဲကျမမေတ္တာရက်ခံပါတယ်။မိုးထီလိုအင်မတန်ရိုးသားတဲ့လူတယောက်ကဒီလိုရက်ဆက်တဲ့အပြုတ်မှုမျိုးကိုလုံးဝကျူးလွန်မှာမဟုတ်ပါဘူး။သူတစားကန်ဖြစ်သွားတာပါ။ပြောလိုက်တော့တယ်ရှေ့နေဦးရနိုင်ကမက်ဆေ့ချ်ရဲ့စကားကြောင့်မျက်မှောင်ကျုပ်ပြီးစဉ်းစားနေတော့တယ်။ပြီးတော့ကောင်းပြီလေ။ကျုံမိုးထီကိုသွားတွေ့ကြည့်မယ်။ကိုမိုးထီမှာအပြစ်ကင်းစင်တယ်လို့ယူဆခဲ့ရင်တော့ကျုပ်လက်ခံမယ်။သူ့မှာအပြစ်ရှိတယ်လို့ယူဆရင်တော့ဒီအမှုကိုလက်မခံဘူး။ပြောလိုက်တယ်။ဦးရနိုင်ရဲ့စကားကြောင့်မက်ဆေ့ချ်ရဲ့မျက်နှာဝန်းပသွားပြီးတော့ဝမ်းသာလိုက်တာရှင်။ဒါဆိုရင်တော့ဦးရနိုင်ကျမရဲ့အမှုကိုလက်ခံဖို့သိကြသွားပါပြီ။ဆိုလိုက်တော့တယ်။ရှင်းနေဦးရနိုင်ကနောက်တစ်နေ့မှာပဲလူသက်တရခံမိုးထီရှိတဲ့ပလိတ်ဌာနကိုရောက်ရှိသွားတော့တယ်။ဦးရနိုင်ကဌာနအောက်ဦးပါကြိုင်နဲ့သွားတွေ့ပြီးတော့အကျိုးအကြောင်းပြောတဲ့အခါဦးပါကြိုင်ကဦးရနိုင်ကိုအံ့ဩတဲ့ပုံစံနဲ့ကြည့်လိုက်ကဒီအမှုကိုကိုရနိုင်လက်ခံလိုက်တယ်ဟလား။ဒါလောက်ရှင်းရှင်းလင်းလင်းမြင်နေတဲ့အမှုမှာတရခံဘက်ကလိုက်ရရင်တော့ကိုရနိုင်တစ်သက်လုံးထိမ့်သိမ်းလာတဲ့တရက်ဖူလေးပြုတ်သွားနိုင်တယ်နော်
ပြောတဲ့အခါရှေ့နေဦးရန်နိုင်ကတက်ပြင်းချပြီးတော့ကိုမိုးထီရဲ့အမှုကိုကျွန်တော်တိတိကျကျလက်မခံသေးပါဘူး။ဒါပေမဲ့ကိုမိုးထီနဲ့ခဏလောက်တွေ့ပြီးစကားပြောချင်တယ်။ဥပကြိုင်ကူညီပါအောင်ဗျာ။ပြောလိုက်တော့တယ်။ဥပကြိုင်ကရှေ့နေဦးရန်နိုင်နဲ့အရင်ကတည်းကရင်းနှီးကျွမ်းဝင်တာမလို့ကိုရန်နိုင်တွေ့ကျင်တယ်ဆိုရင်ကျွန်တော်ကူညီပေးပါမယ်။ဆိုပြီးတော့တရခန်မိုးထီကိုအခန်းထဲကိုခေါ်ဆောင်ပြီးတော့ထိုင်ကုန်မှာထိုင်ခိုင်းလိုက်တယ်။အခန်းထဲမှာမိုးထီနဲ့ဦးရန်နိုင်နှစ်ဦးရဲ့ခြံရတဲ့အခါစိတ်အားငယ်နေပုံရတဲ့မိုးထီကိုကြည့်လိုက်ကကျုပ်နာမည်ကိုရန်နိုင်ပါကျုပ်ရဲ့အတန်မွေးဝမ်းကြောင်းအလုပ်ကတော့ရှေ့နေပါပြောတဲ့အခါမိုးထီကဦးရန်နိုင်ရဲ့မျက်နှာကိုအံ့ဩတဲ့ပုံစံနဲ့ကြည့်လိုက်ကကျုပ်မှာရှေ့နေကပေးစရာပတ်စံတစ်ပြားမှမရှိပါဘူးပြောတော့တယ်အဲ့ဒီခါမှာတော့ရှေ့နေဦးရန်နိုင်ကလက်ကပြလိုက်ကကျုပ်ကိုရှေ့နေကပေးစရာမလိုပါဘူးကျုံမက်စိန်ချင်းနဲ့တွေ့ပြီးပါပြီမက်စိန်ချစ်ကခမားနဲ့စကားပြောဖို့လွှတ်လိုက်တာပါပြောလိုက်တော့တယ်အဲ့ဒီခါမိုးထီကမျက်နှာညှိုးငယ်ပြီးတော့မက်စိန်ချစ်ကကျုပ်ကိုကူညီမယ်ဆိုတာသိပါတယ်ဒါပေမဲ့သူကျေးဇူးတင်တာကိုမခံချင်ဘူးပြောလိုက်တော့တယ်ရှေ့နေဦးရန်နိုင်ကတရခန်မိုးထီမျက်နှာကိုစိတ်စိတ်ကြည့်လိုက်ကဒါဆိုရင်မင်းဘာဖြစ်လို့မိုးဒေဝီတပြားတစ်ထည်ကိုတက်လိုက်ရတာလဲမင်းမြန်နဲ့အဲ့ဒီခါမိုးထီကစိတ်ပြက်အားငယ်တဲ့ပုံစံနဲ့ကျုပ်လူမတက်ပါဘူးဗျာကျုပ်စကားကိုရှုံးပါကျုပ်ကလူမပြောနဲ့တရိတ်ဆန်ငယ်လေးတကောင်တော့မတက်ရဲပါဘူးဆရာရဲ့ပြောတော့တယ်ရှင့်နေဦးရန်နိုင်ကမိုးထီရဲ့မျက်လုံးတွေကိုကြည့်လိုက်ကကျုပ်ကိုကိုရန်နိုင်လို့ပဲရင်းရင်းနှီးနှီးခေါ်ပါကျုပ်ခမားအမှုကိုလိုက်ဖို့စူးစမ်းနေတယ်ဒါပေမဲ့ကျုပ်ကိုမှန်မှန်ကန်ကန်ပြောဖို့တော့လိုတယ်ကျုပ်ရဲ့ရှင့်နေတက်တန်းတစ်ချောင်းမှာကံကြမ္မာမျက်နှာသာပေးလို့ဒီနေ့အထိအမှုတမှုမှမရှုံးသေးဘူးခမားနဲ့ကြမှာရှုံးရမယ်ဆိုရင်တော့ရာဇဝင်ရိုင်းလိမ့်မယ်ပြောတဲ့အခါစိတ်ချပါကိုရန်နိုင်ကျုပ်ဘယ်စကားကိုမဆိုမှန်မှန်ကန်ကန်ပဲပြောပါမယ်ပြောလိုက်တော့တယ်မင်းလူတက်မှုကိုလုံးဝမကျူးလွန်ခဲ့ဘူးပေါ့မေးမြန်းတော့တယ်အဲဒီခါမိုးထီကကောင်းခါရမ်းလိုက်ကကျုပ်လုံးဝမကျူးလွန်ခဲ့ပါဘူးဗျာကိုမောင်ရှင်ကကျုပ်ရဲ့ကျေးဇူးရှင်ပါကျုပ်လိုတန်ရှင်းရဲ့လူသမားတယောက်ရဲ့တခြင်းတွေကိုတထေးကအသိမှတ်ပြုပေးတယ်ကျုပ်ရဲ့တခြင်းတွေကောင်းလာတဲ့တနေ့မှာတပြားတိုင်မှာအသုံးပြုပေးမယ်လို့လည်းပြောတယ်တကယ်ဆိုရင်ကိုမောင်ရှင်ကိုကျုပ်ကကျမ်းမာချမ်းသာပါစေလို့အမြဲတမ်းဆုတောင်းနေတာပါကျုပ်ရေးတဲ့တခြင်းတွေကိုကိုမောင်ရှင်ကြိုက်တယ်လို့လည်းပြောတယ်ကိုမောင်ရှင်သေဆုံးသွားတဲ့အတွက်ကျုပ်ရဲ့အနာဂတ်တွေလည်းပျောက်ဆုံးသွားရတာပါအဲဒီလိုစိတ်ပြက်အားငယ်တဲ့အမူအရာနဲ့ပြောဆိုတော့တယ်ရှင့်နေဦးရန်နိုင်ကမိုးထီရဲ့မျက်နှာကိုကြည့်လိုက်ကခမားပြောတဲ့သဘောကတပြားတိုက်ပိုင်ရှင်ကိုလုံးဝမတက်ဘူးလို့ဆိုတာပေါ့ပြောတဲ့အခါမိုးထီကစိတ်ပြက်အားငယ်တဲ့အမူအရာနဲ့ကျုပ်မှလူတက်ဖို့ဘာအကြောင်းရှိရမှာလဲကိုရန်နိုင်ပဲစဉ်းစားကြည့်ပါပြောတဲ့အခါအဲ့ဒီရှင့်နေဦးရန်နိုင်ကမိုးထီရဲ့မျက်နှာကိုစူးစိုက်ကြည့်လိုက်ကလူတက်မှုဖြစ်တဲ့နေရာတပြားတိုက်တထေးရဲ့အိမ်ကိုခမရဘာလို့ရောက်နေရလဲမင်းမြန်လိုက်တဲ့အဲ့ဒီခါမိုးထီကစိတ်မကောင်းတဲ့ပုံစံနဲ့အဲ့ဒီနေရာကျုပ်ရေးတဲ့တခြင်းလေးတွေကိုတွားပြတာပါပထမတော့ကျုပ်အခန်းပြင်မှာစောင့်နေမလို့ပဲနောက်တော့အခန်းထဲကအော်ဟစ်တန်နေကြတာနဲ့တထေးဘာဖြစ်လို့လဲကျွန်တော်ဝင်လာခဲ့ပြီနော်ဆိုပြီးတော့အခန်းထဲကိုပြေးဝင်တော့အခန်းတစ်ခုလုံးသွေးရည်နဲ့ပြေးကျန်းနေတယ်ဝရဏအနီးရတကားမှာတထေးရဲ့အလောင်းကိုတွေ့တော့ကျုပ်မျက်လုံးတွေပြောင်းဝေသွားတော့တာပဲတထေးရဲ့ခန္ဓာကိုယ်ပွေ့ဖက်ပြီးလှုပ်ရမ်းနေမိတယ်ဒီချိန်မှာပဲကျုပ်အနောက်ကလူတစ်ယောက်ကတဟုန်တိုးပြေးထွက်သွားတော့တာအဲ့လိုပြောတဲ့အခါရှေ့နေဦးရန်နိုင်ကစိတ်လှုပ်ရှားတဲ့ပုံစံနဲ့ဟင်ဒါဆိုရင်အခန်းထဲမှာလူတစ်ယောက်ရှိခဲ့သေးတယ်ပေါ့သူဘာတူလဲမင်းမြန်မာတဲ့မိုးထီကစိတ်ပြက်အားငယ်တဲ့အမူအရာနဲ့သူ့မျက်နှာကိုကျုပ်မမြင်လိုက်ရပါဘူးနောက်ကျောကိုပဲမြင်လိုက်ရတယ်အရက်အမောင်းကောင်းကောင်းနဲ့တန်မာဖြက်လက်ပုံရတယ်ကျုပ်ကသူ့ကိုလှည့်ပြီးអော်လိုက်သေးတယ်ဟိတ်လူမပြေးနဲ့လို့အော်နေတော့ကျုပ်မျက်လုံးနဲ့ပြောင်ဝေသွားပြီးတော့ကျုပ်ဘာမှသတိမရတော့ဘူးကျုပ်ရဲ့အသိဉာဏ်นี่အမှောင်ဖုံးသွားတယ်လို့ပဲပြောတဲ့အခါရှင့်နေကိုရန်နိုင်ကမျက်မှောင်ကျုံလိုက်ကဘာမင်းဘာမှမမှတ်မိတော့ဘူးဟတ်လားဘာဖြစ်လို့မမှတ်မိတာလဲမင်းကိုတယောက်ကရိုက်လို့မေမျောသွားလားအဲ့ဒီလိုမေးမြန်းပါတယ်မိုးထီကစိတ်ပြက်အားငယ်တဲ့အမူအရာနဲ့မဟုတ်ပါဘူးကျုပ်တစ်ခါတလေဖြစ်တတ်တယ်မျက်စိထဲမှာဘာမှမမြင်မနဲ့မှောင်တိကျသွားတယ်အဲ့ဒီချိန်မှာသတိလည်းမရှိတော့ဘူးယောဂတစ်ခုဖြစ်နေတဲ့ထင်တာပဲပြောတဲ့အခါရှင့်နေကိုရန်နိုင်ကမိုးထီရဲ့မျက်နှာကိုမျက်မှောင်ကျုံလိုက်ကမူခင်းဖြစ်တဲ့အချိန်တွေကိုမင်းပြန်စဉ်းစားလို့မရတော့ဘူးပေါ့ပြောတဲ့အခါမိုးထီကကောင်းခါပြတော့တယ်ကိုရန်နိုင်ကမိုးထီထံထင်မှတ်မထားတဲ့အဖြေကိုရတာမလို့
တပြင်းရှိကြီးချက်ချက်ကိုချလိုက်ပါတယ်မိုးထီမှစိတ်ရောဂါတစ်ခုဆွဲကပ်နေသလားကိုရန်နိုင်ကမိုးထီကိုစူးစိုက်ကြည့်လိုက်ကမင်းမအဖြစ်မရှိဘူးဆိုရင်ဘာဖြစ်လို့ကိုရောင်ထဲမှာပုံနေရတာလဲမိတဲ့ကမိုးထီကစိတ်ပြက်အားငယ်နေတဲ့ပုံစံနဲ့ကိုရန်နိုင်ကိုကြည့်လိုက်ကကျုပ်တတိပြန်ရတဲ့အချိန်မှာကျုပ်တကူလုံးသွေးတန်တရဲရဲဖြစ်နေတာတွေ့လို့အရန်ထိတ်လန့်သွားတာပဲကျုပ်ဘလို့ဖြစ်ပြီးကိုရောင်နဲ့ရောက်နေတယ်လဲတော့မသိဘူးအဲ့ဒီအချိန်မှာကိုရောင်အပြင်ကခရမှုတ်တန်းချပြီးတော့ကိုရောင်ထဲမှာတရက်ခန့်ရှိရဆိုတဲ့အတန်ကိုကြားရတယ်နောက်ကြတော့ပလိတ်တွေကလက်နှိပ်တက်ပြီးတဝင်းဝင်းနဲ့ဝင်ပြီးကျုပ်ကိုဖမ်းတော့တာပဲကျုပ်ဘာမှမသိဘဲနဲ့အဖမ်းခံလိုက်ရတာပါဒီအကြောင်းတွေပလိတ်တွေကိုပြောပြတာသူတို့လုံးဝလက်မခံဘူးကျုပ်ကိုလိမ့်နေတယ်လို့ပဲထင်နေကြတာကျုပ်ကလူသက်သမားရဲ့တစားကန်ဖြစ်သွားတာပါကျုပ်ကိုကယ်ပါအောင်ကိုရနိုင်ကျုပ်မှာအားကိုးစရာလူလည်းမရှိပါဘူးအဲ့လိုပြောတဲ့အခါရှင့်နေကိုရနိုင်ကမိုးထီရဲ့တနာစရာကောင်းတဲ့အမူအရာကိုဂရုဏာတက်သွားပြီးတော့ခမ ्या ကိုကျုပ်နားလဲသွားပြီဘာမှမပူနဲ့တော့ခမ ्या မှန်တယ်လို့ကျုပ်ယုံတယ်အမှန်တရားဘက်ကအနိုင်ရစေရမယ်ကျုပ်ခမ ्या ရဲ့အမှုကိုလက်သင့်ခံလိုက်ပြီဆိုတဲ့အခါမိုးထီကကိုရနိုင်ကိုကျေးဇူးတင်လွန်တာမို့လက်အုပ်ချီလိုက်ကဆရာကျုပ်ရဲ့ကျေးဇူးရှင်ပါကျုပ်ကိုကယ်တင်ပေးပါဆရာရဲ့အဲ့ဒီလိုအာကိုတကြီးပြောလိုက်တယ်ရှင်းနေကိုရနိုင်ကတရက်ခန့်မိုးထီကိုအားပေးစကားပြောပြီးပြန်လာခဲ့တော့တယ်မိုးထီကိုသူယုံကြည်တယ်မိုးထီမှာစိတ်ရောဂါတစ်ခုရှိမယ်လို့လည်းထင်မြင်ပါတယ်မိုးထီကိုသူအစွမ်းကုန်စူးစမ်းပြီးကယ်တင်မယ်လို့ဆုံးဖြတ်လိုက်တော့တယ်ကိုရနိုင်ကဝန်တာမီဒီယာမှာနေထိုင်တဲ့စိတ်ရောဂါဆရာဝန်မဒေါ်မမကြီးစီသွားတွေ့ပြီးတော့မိုးထီရဲ့အခြေအနေကိုအဆအဆုံးပြောပြတယ်ဒေါ်မမကြီးကချောမောလှပတဲ့အသက်40ဝန်းကျင်မိန်းမဖြစ်ပါတယ်ဒေါ်မမကြီးကကိုရနိုင်ရဲ့စကားတွေကိုမျက်မှောင်ကျုပ်ပြီးတော့နားထောင်နေတယ်ကိုရနိုင်ကသူ့ရဲ့စကားအဆုံးမှာတော့မိုးထီပြောတာဖြစ်နိုင်ပါမလားဆရာမပြောတဲ့အခါဒေါ်မမကြီးကတက်ပြင်းချလိုက်ကသူနဲ့တွေ့ပြီးတော့စကားပြောကြည့်ခြင်းသေးတယ်ဒါပေမဲ့ကျမထင်တော့မိုးထီကမမျှော်လင့်မဲနဲ့သွေးပြက်စရာကောင်းတဲ့မြင်ကွင်းကိုမြင်တဲ့အခါသူ့ရဲ့အသီးစိတ်ကပျောက်တယ်လို့ဖြစ်သွားတာပြောတဲ့အခါကိုရနိုင်ကနားမလည်တဲ့ပုံစံနဲ့သီးစိတ်ပျောက်တယ်လို့ဖြစ်သွားတယ်ဟဟလားရှေ့ရွလိုက်ပါတယ်ဒေါ်မမကြီးကကောင်းငိမ့်ပြီးတော့လူရဲ့သီးစိတ်ကတခါတလေမှအာယုံခံစားမှုမရှိတော့တယ်လို့ဖြစ်တတ်တယ်ဥပမာအိပ်ပျော်ရင်လမ်းလျှောက်တတ်တဲ့လူတွေကိုအိပ်ရာဟာနိုးလာရင်ဘဲကိုလျှောက်သွားလဲလို့မေးသူတို့တိတိကျကျမပြောနိုင်ဘူးဒါပေမဲ့အိပ်ပျော်ရင်လမ်းလျှောက်နေတဲ့အရာမှာအိမ်တကားဖွင့်တာပတင်းပေါက်ပိတ်တာတွေအကုန်လုံးကပုံမှန်ပဲအမှားရမရှိပဲလဲလုံနိုင်တယ်ဒါပေမဲ့အိပ်ရာကနိုးလာရင်တော့ဒီအကြောင်းတွေကိုမမှတ်မိတော့ဘူးအာယုံခံစားမှုကခဏပြောက်တယ်လို့ဖြစ်သွားတယ်မိုးထီဆိုတဲ့လူစီမှာစိတ်ရောဂါတစ်ခုရှိနေပုံရတယ်ကျမကိုယ်တိုင်သူ့ကိုကြည့်ကျင်သေးတယ်ပြောတဲ့အခါကိုရန်နိုင်ကစိတ်အားထက်သန်ကျွန်တော်စီစဉ်ပေးပါမယ်ဆရာမကျွန်တော်အမှုတွေဆရာမကူညီပေးတာတွေကိုကျေးဇူးတင်လိုက်တာပြောတော့တဲ့ဆရာမတော်မိမိကြီးကတက်ပြင်းချလိုက်ကတက်ပြားလိုက်တဲ့တည်းအသက်ခံရတဲ့အမှုကနိုင်ငံကျော်ဖြစ်နေတဲ့မှုခင်းပဲဒီလိုမှုခင်းမျိုးမှာကျမပါရတာဂုဏ်ယူစရာတစ်မျိုးကောင်းပါတယ်ပြောတော့တယ်ကိုရန်နိုင်ကဒေါ်မမကြီးစီကပြန်လာပြီးတဲ့နောက်မိုးထီနဲ့ဒေါ်မမကြီးကိုအမြဲဆုံးတွေ့ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အဲဒီနောက်တစ်နေ့မှာပဲဒေါ်မမကြီးရဲ့အိမ်ကိုသူ့ရဲ့ကားနဲ့သွားခေါ်တော့တယ်ဌာနအုပ်ဥပကြိုင်ကအရန်သဘောကောင်းပြီးတော့ကိုရန်နိုင်ကိုခင်မင်သူဖြစ်တာမို့ကတ်တဲမှာအများကြီးအကူအညီပေးပါတယ်ဆီယာမတော်မမကြီးကမိုးထီနဲ့တွေ့ဆုံကနေမှကျမနဲ့မိုးထီနှစ်ယောက်တည်းတွေ့ချင်တယ်နောက်မှသူနဲ့တွေ့ဆုံရတဲ့အကြောင်းကိုကျမပြန်ပြောပါမယ်ပြောတဲ့အခါကိုရန်နိုင်ကဌာနအုပ်ကြီးရဲ့ရုံးခန်းမှာတကူရဲကြံနေခဲ့တော့တယ်ခဏကြာတဲ့အခါတော်မမကြီးကမိုးထီနဲ့နှစ်ယောက်ချင်းတွေ့ဆုံနေတယ်မိုးထီကအခန်းထဲမှာရှိတဲ့ကလထိုင်မှာခေါင်းငိုက်ဆိုင်ကြပြီးထိုင်းနေတော့တယ်သူရဲ့အမူအရာစိတ်သက်သာစင်းနေပုံရပါတယ်ဒေါ်မမကြီးကဖော်ရွေတဲ့အမူအရာနဲ့ခန်းထဲကိုဝင်သွားပြီးတော့မိုးထီရှေ့မှာရှိတဲ့ထိုင်ကုန်မှာထိုင်လိုက်ကဆရာမဒီမှာထိုင်မယ်နော်မိုးထီနဲ့စကားနည်းနည်းပြောချင်လို့ပြောတဲ့အခါမိုးထီကခေါင်းငိုက်ဆိုင်ကြနေရကနေမောကြည့်ပြီးတော့စကားမတုံ့ပြန်မဲနေတော့တယ်ဒေါ်မမကြီးကမိုးထီကိုပြုံးပြုံးရွှင်ရွှင်နဲ့ဘာမှမကြောက်နဲ့မင်းရဲ့စိတ်တွေကိုလျှော့ထားလိုက်ဆရာမကမင်းရဲ့အမှုမှာအကူအညီပေးခြင်းလို့ရောက်လာတာပါပြောတဲ့အခါမိုးထီကစိတ်ဖြက်အားငယ်တဲ့ပုံစံနဲ့မဖြစ်နိုင်ပါဘူးကျွန်တော်ကိုဘယ်သူကူညီနိုင်မှာလဲအဲ့ဒီလိုညည်းညူတော့တယ်အဲ့ဒီခါဒေါ်မမကြီးကခေါင်းခါရန်လိုက်ကစိတ်မလျှော့လိုက်နဲ့လေတရားတာဖြင့်ဖြည့်ရှင်းရမှာပေါ့ဆရာမကြီးတို့ကမိုးထီကိုအကူအညီပေးဖို့ရောက်လာတာပါကဲဆရာမတို့စကားနည်းနည်းလောက်ပြောအောင်
မင်းရဲ့အကြောင်းနဲ့မင်းမိဘရဲ့အကြောင်းကိုပြောပြပါလားမေးတဲ့အခါမိုးထီကမျောလင်းချက်ကင်းမဲ့တဲ့မျက်လုံးတွေနဲ့ပြန်ကြည့်လိုက်ကကျွန်တော်ဘဝနောက်ကြောင်းကစိတ်ဝင်စားစရာမရှိပါဘူးနာကြီးကြေကွင်းစရာတွေအများကြီးပါပဲပြောတော့တယ်တော်မမကြီးကတက်ပြင်းချလိုက်ကဘာပဲဖြစ်ဖြစ်ဆရာမကြားနေပါတယ်မင်းရဲ့ဝေဒနာတွေတက်တာသွားအောင်ပြောပြလိုက်ပါမင်းရဲ့ရင်ကိုဖွင့်ကြည့်လိုက်ပါပြောတဲ့အခါမိုးထီကရီဝင်တဲ့မျက်လုံးတွေနဲ့ပရင်းပေါက်ကနေအပြင်ရှုခင်းကိုကြည့်လိုက်ကကျွန်တော်ဖေကကြေးလက်မှနေပြီးရှားမလုပ်ဘူးမြို့ပေါ်ကဆရာကြီးတယောက်စီမှာတရောပညာသင်ပြီးတော့တရောတစ်လုံးနဲ့အချိန်ကုန်နေတာပဲအဖေရဲ့တရောတန်ကိုကြားရရင်အယမ်းဝမ်းနဲ့ဖို့ကောင်းတယ်ရင်ထဲမှာစိုးနေရပဲအဖေကိုကြည့်ရင်တော့အလွမ်းသမားကြီးတယောက်နဲ့တူတယ်အမေကိုတော့တိတ်ချစ်ပုံရတယ်ကျွန်တော်လည်းအဖေလိုပဲအမှုပညာဝါသနာပါတော့အဖေစီကတရောပညာသင်ယူခဲ့တယ်ဒါပေမဲ့ကျွန်တော်10နှစ်သားအရွယ်မှာအဖေကရွာပြင်မှာတရောထုံးနေတော့ဓမြတိုက်လို့တည်သွားခဲ့ရတယ်ပြောရင်းနဲ့သူ့ရဲ့စကားကိုရှက်လိုက်တော့တယ်မိုးထီကအတိတ်ကဇာတ်ကြောင်းတွေကိုပြောဆိုဖို့တော်အားယူနေပုံရပါတယ်သူ့ရဲ့အမူအရာတွေကပင်ပန်းနှွမ်းတဲ့သူတူဦးနဲ့တူပါတယ်မိုးထီကဆက်ပြီးတော့အဖေသေးတာတရွာလုံးကလက်ခံခဲ့တယ်ဒါမဲ့လက်မခံတာအမေပြအမေကအဖေရဲ့တရောတန်တွေကိုနားထဲမှာတစ်ချိန်လုံးကြားနေရတယ်ဒါနဲ့အမေကတရောတန်ကြားတဲ့နေရာကိုလှည့်ပက်ပြီးရှားနေတော့တာပဲအမေကရွာထဲမှာနေမကဘူးတခြားရွာတွေကိုတော့လှည့်ပြီးတော့အဖေကိုရှာသေးတယ်ကျွန်တော်10နှစ်သားအရွယ်လောက်မှာအမေယူသွားပြီလို့တရွာလုံးကသတ်မှတ်ကြတယ်ကျွန်တော်လူအားလုံးကတနာသလိုကြည့်ကြတယ်တချို့ကလည်းလှောင်ပြောင်းပြီးရီမောကြတယ်ကျွန်တော်သိရှက်တာပဲလောကကြီးမှာကျွန်တော်အတွက်နေစရာမရှိသလိုခံစားရတယ်ကျွန်တော်ကိုဆရာတော်ကြီးရဲ့ကျောင်းမှာဘုန်းကြီးကျောင်းသားအဖြစ်ခေါ်ယူထားတာကျွန်တော်ဘဝမှာကံကောင်းစီတာဆရာတော်ကြီးကျောင်းမှာမြို့ဝဆရာဝန်ကြီးမိသားစုကလှူဒန်းထားတဲ့စာကြီးတိုက်ရှိရဲ့လေကျွန်တော်ကအချိန်အားတိုင်းစာကြီးတိုက်ထဲသွားပြီးစာအုပ်တွေကိုဖတ်တယ်ဒီချိန်ကစပြီးကျွန်တော်စာအုပ်တွေကိုမျက်နှိုးခဲ့တယ်ကျွန်တော်ရွာဦးကျောင်းမှာနေထိုင်ရပေမဲ့အိမ်မှာကြံခဲ့တဲ့အမေကိုဘယ်တော့မှစိတ်မချဘူးအမေနာမှာကျွန်တော်ရှိနေမှအစားအသောက်တွေကိုချော့မော့ပြီးကျွေးနိုင်ပါလေပြောရင်းနဲ့ဝမ်းနဲ့ကြေကွဲတဲ့အမူအရာနဲ့တခဏလောက်ငြိမ်သက်နေပါတယ်တော်မမကြီးကလည်းမိုးထီရဲ့စကားတွေကိုစိတ်မသက်သာတဲ့ဟန်နဲ့နားထောင်နေတော့တယ်အဲဒီနောက်မျက်လုံးအစုံကမျက်ရည်တွေစို့ထွက်လာပြီးတော့မိုးထီကဒါပေမဲ့ကျွန်တော်အများကြီးစိတ်မပူလိုက်ရပါဘူးရွာပြန်ချောင်းမှာအမေရေနစ်ပြီးသေသွားတယ်အနီးနားမှာရှိတဲ့လူတွေရဲ့အပြောအရတော့အမေကရေထဲမှာအဖိတ်တရောတန်ကြားရတယ်ဆိုပြီးခုန်ချသွားတယ်တဲ့ပြောရင်းနဲ့သူ့ရဲ့စကားကိုမဆက်နိုင်တဲ့ပုံစံနဲ့ငြိမ်သက်သွားတော့တယ်ပြီးတော့မှဝမ်းနဲ့ကြေကွဲပြီးတော့အမေအလောင်းကိုမြေချမဲ့နေမှာအခုလိုပဲကျွန်တော်မျက်လုံးထဲမှာမှောင်တီးဖြစ်ခဲ့တယ်အမေကျွန်တော်ကိုမထားခဲ့ပါနဲ့လို့အတန်ကုန်အော်ဟစ်ပြီးတော့ကျွန်တော်ဘာမှမသိတော့ဘူးကျွန်တော်မျက်လုံးထဲမှာအမှောင်ဖုံးသွားတယ်အနီးမှာရှိတဲ့သူတွေကကျွန်တော်ကမျက်လုံးဖွင့်ပြီးကြောင်တောင်တောင်ဖြစ်နေတာနိုင်ဝက်လောက်ကြာတယ်တဲ့အမေအလောင်းကိုဘလို့မြေချလိုက်တယ်လဲဆိုတာကျွန်တော်မသိခဲ့ဘူးကျွန်တော်ဘဝမှာအကြောက်ဆုံးကအခုလိုဘာမှမသိပဲနဲ့အမှောင်ဖုံးသွားမှာပဲဒါပေမဲ့အခုလိုအခြေအနေမျိုးကထပ်ဖြစ်နေပြန်ပြီအဲ့လိုတီတိုပြောတယ်တော်မမကြီးကမိုးထီကိုတနာခယူနာတက်တဲ့ပုံစံနဲ့ကြည့်လိုက်တယ်မိုးထီကတော်မမကြီးကိုအာကိုတကြီးမူရနဲ့ကြည့်လိုက်ကကျွန်တော်ဒီလိုမျိုးထပ်ဖြစ်မှာတိတ်ကြောက်တယ်မဖြစ်အောင်ကာကွယ်လို့မရဘူးလားဆရာမကူညီလို့ရရင်ကူညီပေးပါဗျာကူညီပေးပါနော်အဲ့လိုတွတ်ပြောဆိုနေပြန်တယ်ဆရာမတော်မမကြီးကမိုးထီရဲ့လက်ဖမိုးညင်ညင်သာဆုပ်ကင်လိုက်ကကူညီပေးမှာပါမိုးထီရဲ့ဆရာမအစွမ်းကုန်ကူညီပေးမှာပါဘာမှမပူနဲ့တော့ဆရာမမကြလာခဲ့ပါမယ်ပြောရင်းနဲ့ထိုင်ရကနေထားရပြီးတော့အခန်းထဲကထွက်ခဲ့တော့တယ်မိုးထီကလည်းဒေါ်မမကြီးရဲ့နောက်ကျောကိုအာကိုတကြီးကြည့်ပြီးတော့လက်အုပ်ချီရင်သာကြံ့ရခဲ့တော့တယ်ဒေါ်မမကြီးကအခန်းပြင်ကိုရောက်တဲ့အခါရှေ့နေကိုရနိုင်ရှိရာကိုသွားပြီးတော့လေသံတီးတိုးနဲ့သူကဝေဒနာတဲ့အစ်စ်ပဲသူ့မှာအမေနဲ့ပတ်သက်တဲ့အင်မတန်ကြီးမားတဲ့ခံစားမှုရှိနေတယ်ပြောလိုက်တော့တယ်ရှေ့နေကိုရနိုင်ကမက်ဆေ့ချစ်စီကိုဖုန်းဆက်ပြီးတော့မိုးထီမှာအပြစ်မရှိဘူးလို့ခံစားရတယ်အဲ့ဒါကြောင့်ဒီအမှုကိုကျုပ်လက်ခံလိုက်ပြီဆိုတဲ့အခါမက်ဆေ့ချစ်ကဝမ်းသာအားရနဲ့ကျေးဇူးတင်လိုက်တာရှေ့နေကြီးရဲ့ဒါဆိုရင်ကျမတငယ်ချင်းအတွက်စိတ်ချရပြီပေါ့ရှေ့နေရဲ့တသက်မှာလိုက်သမျှအမှုတွေတခါမှမရှုံးဘူးဆိုတာအမှန်ပဲလားယင်မင်းမြန်တော့တဲ့ရှေ့နေကိုရနိုင်ရကျွန်တော်ကံကောင်းနေတာပါဘာကြောင့်ကံကောင်းနေတယ်လဲဆိုတော့အမှန်တရားဘက်ကအမှုတွေကိုပဲလက်ခံမိလို့လေလောကမှာအမှန်တရားကအမြဲအောင်ပွဲခံတာပဲမိုးထီလည်းအမှန်တရားဘက်ကရှိနေအောင်မြင်ပါပါကြောင်းတဲ့အခါမက်ဆေ့ချစ်ကဘာပဲဖြစ်ဖြစ်ရှေ့နေကြီးကိုကျမကျေးဇူးရမ်းတင်ပါတယ်
ဒီနေ့ညဘုံဘေး restaurant မှာညစာကျွေးပြရစီပြောလိုက်တဲ့ရှင်းနေကိုရန်နိုင်ရလဲအမှုသည်ရဲ့ကျွေးမွေးတာကိုလက်ခံလေးမရှိပါဘူးဒါမဲ့မိမလှလေးမဆိတ်ချင်းရဲ့ဖိတ်ခေါ်ချက်ကိုတော့မငင်းဆန်နိုင်တယ်လို့ဖြစ်သွားပြီးတော့โอเคဒီနေ့ည8 နာရီမှာဘုံဘေး restaurant မှာစုံမယ်လေပြောလိုက်တော့တယ်အဲ့ဒီလိုလက်ခံလိုက်ပြီးကမှသူမှားများမှားသွားသလားလို့တွေးကြောမိပါတယ်အဲ့ဒီနေ့ညကိုရောက်တဲ့အခါမဆိတ်ချစ်ကဘုံဘေး restaurant ကိုအငှားကားနဲ့တယောက်ထဲရှောက်လာတယ်ကိုရန်နိုင်ကမဆိတ်ချစ်ကိုကြိုဆိုရင်းနဲ့မဆိတ်ချစ်တယောက်ထဲအငှားကားနဲ့လာတယ်ဟုတ်လားဒီလိုမှန်းသိရင်ကျုပ်ကားနဲ့ဝင်ကြိုလိုက်ပါတယ်ဗျာအပြန်ကြရင်ကျုပ်လိုက်ပို့ပေးပါမယ်အဲ့ဒီလိုလောကုတ်ချောင်းနေပြီပြန်တယ်မဆိတ်ချစ်ကအဲ့ဒီညအနောက်တိုင်းဆန်ဆန်အညိုရောင်ကဝင်ကိုဝတ်ဆင်ထားတာမို့ခစ်ဆန်ဆန်နဲ့လှပနေပါတယ်သူမရဲ့ဖြူဝင်းပြီးလှပတဲ့ပေါင်သားတွေကိုဘုံဘေ restaurant မှာရှိတဲ့ယောက်ျားသားတွေအားလုံးကဝိုင်းဝန်းငေးနေကြအောင်သတိပြုမိပါတယ်မဆိတ်ချစ်ရဲ့အသားရည်ကရွှေဝါရောင်ဝင်းပြီးလှပဆိုပြတာမို့ဘုံဘေ restaurant မှာအလှပဆုံးမိန်းမဖြစ်နေတော့တယ်မဆိတ်ချစ်ကကိုရန်နိုင်အတွက်အစားအစာတွေကိုမှာယူပေးပြီးတဲ့နောက်အမှုအခြေအနေကိုပြောပါအောင်ရှင်းနေပြောတဲ့အခါကိုရန်နိုင်ကရှီမောလိုက်ကကျုပ်ကိုရှင်းနေလို့မခေါ်ဘဲနဲ့ကိုရန်နိုင်လို့ခေါ်လို့မရဘူးလားပြောလိုက်တော့တဲ့မဆိတ်ချစ်ကသဘောကျတဲ့ပုံစံနဲ့ရှီမောလိုက်ကကျမလည်းကိုရန်နိုင်လို့ပဲရင်းရင်းနှီးနှီးခေါ်ချင်ပါတယ်ဒါနဲ့ကိုရန်နိုင်ရဲ့အိမ်သူကိုမခေါ်ခဲ့ဘူးလားမြင်ပြန်လိုက်ပါတယ်ကိုရန်နိုင်ကအကောင်းခါရံပြီးတော့ကျုပ်ကတကူတဲ့လူပြိုကြီးပါအိမ်သူမရှိသေးပါဘူးအမှုအခြေအနေနဲ့ပတ်သက်ပြီးပြောရရင်တော့မိုးထီရဲ့အမှုကိုဆက်ဆေးမဲ့အမှုစစ်အရာရှိဦးစောခင်ဆိုတာလူတော်တယောက်ပဲဗျသူကအမှုကိုတိတိကျကျဆက်ဆေးပြီးတော့အမှုကိုရေပက်မဝင်အောင်တီးဆောင်လို့ရှိတယ်သူကအလွန်ကိုထူးချွန်တဲ့အမှုစစ်ပဲဗျပြောတဲ့အခါမဆိတ်ချစ်ကမျက်စိမျက်နှာပြတ်သွားပြီးတော့ဟင်ဒါဆိုရင်ကျမတငယ်ချင်းမိုးထီအတွက်မျှော်လင့်ချက်မရှိတော့ဘူးလားမင်းမြန်ပါတယ်ကိုရန်နိုင်ကမိမိကိုမိမိယုံကြည်စိတ်ချတဲ့အမှုရာနဲ့ဒီအတွက်ပူပင်တော့ကမဖြစ်ပါနဲ့ဗျအမှန်တရားကအောင်ပွဲခံပါပါကျုံမိုးထီကိုစစ်ဆေးကြည့်တဲ့အခါအမှန်တရားလို့ယုံကြည်မိပါတယ်သူ့ရဲ့မျက်လုံးတွေကရိုးသားဖြူစင်နေမိုးထီရဲ့အမှုနဲ့ပတ်သက်ပြီးတော့ကျုပ်တို့အကြီးအကျယ်သတိပြုရမယ့်ပုံကတော့ရှင်းနေဥပလှအောင်ပဲသူကဘီလက်ပြန်ရှင်းနေဟောင်းဖြစ်ပြီးတော့ဒီလိုရာဇဝဲမှုပြုံးမှာတိတ်တော်တယ်တရလိုမိသားစုကရှင်းနေဥပလှအောင်ငှားရဲတယ်လို့ကြားရတယ်ဥပလှအောင်ကနာမည်သတင်းကြီးပေမဲ့ကျုပ်နဲ့တခါမှထိတ်တိုက်မတွေ့ဘူးသေးဘူးမိုးထီရဲ့အမှုမှာတော့ကျုပ်တို့ထိတ်တိုက်တွေ့ပြီပေါ့ဥပလှအောင်ကိုယ်တိုင်လိုက်ရင်တော့တရလိုဘက်ကလိုက်မဲ့ဥပဒေအရာရှိကလက်ပိုက်ပြီးကြည့်နေရုံပဲကျုပ်တို့နှစ်ယောက်ကကြားနဲ့စင်လဲပြင်းမှာတွေ့ပြီပေါ့ဗျာပြောတဲ့အခါမဆိတ်ချင်ရဲ့မျက်နှာညှိုးငယ်သွားပြီးတော့ဥပလှအောင်ဆိုတဲ့ရှင်းနေကြီးကတိတ်တော်တယ်ဆိုရင်မိုးထီအတွက်စိုးရိမ်စရာပဲနော်ဒါနဲ့ဥပလှအောင်ကိုရန်နိုင်လို့အမှန်တရားကိုမျက်နှိုးတဲ့သူမဟုတ်ဘူးလားမင်းမြန်လိုက်ပါတယ်အဲ့ဒီခါရှင်းနေကိုရန်နိုင်ကတက်ပြင်းချလိုက်ကသူကရှင်းနေစစ်စစ်တယောက်ပဲအမှုတစ်မှုမှာသူနိုင်ဖို့ကလွယ်ပြီးဘာအာယုံမှမထားဘူးမှန်လားမှားလားသူကြည့်မဆိုင်ဘူးနောက်ပြီးတော့မိုးထီဘက်ကကြုတ်ရှိနေတယ်ဆိုတာသိရတော့ဥပလှအောင်ကဝမ်းတာအားရလက်သင့်ခံလိုက်တာပဲပြောတော့တဲ့မဆိတ်ချစ်ကနားမလည်တဲ့ပုံစံနဲ့သူကဘာဖြစ်လို့ဝမ်းတာအားရလက်ခံရတာလဲမင်းမြန်လိုက်တော့တဲ့ကိုရန်နိုင်ကတက်ပြင်းချလိုက်ကဒီအမှုလောက်ကျုပ်လိုပြိုင်ပဲမျိုးအလဲထိုးနိုင်တဲ့အမှုပဲရှိမလဲဗျာသူ့ဘက်ကတိတ်ကိုပိုင်နိုင်နေပြီပဲဒီအမှုနဲ့ပဲကျုပ်ရဲ့ဂုံတိတ်ခါတွေကိုနင်းချေနိုင်ပါလိပြောတဲ့အခါမဆိတ်ချစ်ကအမှုအခြေအနေကိုရိပ်စားမိတယ်လို့ဖြစ်ပြီးစိတ်ပြက်အားငယ်တယ်လို့ဖြစ်သွားတော့တယ်ကိုရန်နိုင်ကမဆိတ်ချစ်ရဲ့လှပတဲ့မျက်လုံးတွေကိုကြည့်ပြီးတော့စိတ်မပူပါနဲ့ဗျာလောကမှာအမှန်တရားကနောက်ဆုံးမှအောင်ပွဲခံစမြဲပါဒီတိုးပြောလိုက်တဲ့အဲ့ဒီညသူတို့နှစ်ဦးစလုံးကညစာကိုငြိမ်ငြိမ်သက်သက်စားတော့တယ်ညစာစားပြီးတဲ့နောက်မဆိတ်ချစ်ရဲ့နေအိမ်ကိုရှင်းနေကိုရန်နိုင်ကိုယ်တိုင်ကားကိုမောင်းပြီးလိုက်ပို့ဆောင်ပေးပါတယ်မဆိတ်ချစ်ကအမောင်ထဲမှာသူ့ကိုကြည့်ရင်းနဲ့သွားရမယ်နော်အဲ့လိုပြောတဲ့အတန်အရန်ကိုရင်ခုန်လှိုင်မောဝယ်ကောင်းတယ်လို့ထင်မြင်မိပါတယ်အဲ့ဒီညကိုရန်နိုင်အတွက်စွပြက်ကြည်နူးပွဲကောင်းတဲ့ညတညဖြစ်ခဲ့ပါတယ်မိုးဒေဝီတက်ပြားလိုက်တဲ့ထိမောင်မောင်ရှင်အသက်ခံရတဲ့အမှုနဲ့ပတ်သက်ပြီးတော့သတင်းစာတွေဂျာနယ်တွေကအကျယ်တဝင်းရေးသားတယ်ဂျာနယ်တစ်စောင်ကမောင်မောင်ရှင်အသက်ခံရခြင်းသည်မိမမှုနဲ့ပတ်သက်နေသလိုလို့ရေးဖွဲ့တဲ့အခါကျန်တဲ့ဂျာနယ်တွေကလည်းမောင်မောင်ရှင်နဲ့ရင်းနှီးကျွမ်းဝင်တဲ့မိမချောတွေရဲ့စည်ရင်ကိုရေးသားပြုစုပါတယ်အဲ့ဒီလိုရေးသားပြုစုခံရတဲ့မိမလာတွေထဲမှာမဆိတ်ချစ်ကထိတ်ဆုံးအပါဝင်ပြီးတော့မောင်မောင်ရှင်နဲ့မဆိတ်ချစ်ကိုထင်အောင်ထင်မှားရေးသားပါတယ်
အဲဒီခါမောင်မောင်ရှင့်မရမမြနွယ်ကမခံမရနိုင်ဖြစ်ပြီးတော့တေသူရဲ့ခုံတိတ်ခါကိုထိခိုက်အောင်ရေးသားတဲ့သူတွေကိုအသက်ရည်ဖြတ်မှုနဲ့တရားစွဲမှာဖြစ်ကြောင်းကိုသတင်းစာထဲမှာကြော်ညာလိုက်တော့တယ်။အဲဒီခါမှာပဲစိတ်ကူးရင်ရေးသားတဲ့ဂျာနယ်တွေကရပ်တန့်သွားတော့တယ်။တကြီးကဆက်သတင်းစာတက်ပြားလိုက်တဲ့ထေကိုရရဆက်ဆက်တက်ဖြတ်သွားတဲ့လူသက်သမားကိုရုံထုံမဲ့နေလို့ကြော်ညာတဲ့အခါအဲ့ဒီမှာမိုးထီကိုလာပြီးကြည့်ရှုတဲ့သူတွေနဲ့ကြိတ်ကြိတ်တူစီကားတော့တယ်။အဲ့ဒီမှာသတင်းစာဂျာနယ်တွေရဲ့သတင်းထောက်အသီးသီးကတရားရုံးရှိမှကြိုပြီးစောင့်နေတော့တယ်။အဲ့ဒီနဲ့ပိုင်းမှာပလိတ်တွေကမိုးထီကိုအင်းစိန်ထောင်ကနေတရားရုံးစီကိုကားနဲ့ခေါ်ဆောင်တယ်။မိုးထီကစိတ်ပြက်အားငယ်တဲ့အမူအရာနဲ့ဆင်လာတော့တယ်။မစိတ်ချစ်တို့ညီမကလည်းတရားရုံးရှိကိုရောက်တဲ့အခါဟိုဒီပြေးလွှားနေတဲ့သတင်းထောက်တွေကိုကြည့်ပြီးတော့မစိတ်ချစ်ကအမလီတရားရုံးရှိမှာသတင်းထောက်တွေမနှဲပါလားကားကိုတရားရုံးရှိကိုကြော်ရက်ပြီးမှရုံးထဲကိုတိတ်တဆိတ်ဝင်ရမယ်ပြောရင်အဲ့ဒီခါမှာတထင်းမောင်မောင်ရှင်တို့မိသားစုဆင်းနေလိုက်ပါလာတဲ့စတူပီကာကားနဲ့ကြီးကလည်းတရားရုံးရှိကိုထိုးဆိုင်လာတဲ့အခါသတင်းထောက်တွေကကားနဲ့ကြီးအနီးကိုအလူရဲ့ပြေးလွှားသွားတော့တယ်ကားပေါ်ကဆင်းလာတဲ့မောင်မောင်ရှင်စနီမမြနွယ်ကိုသတင်းထောက်တို့ကတေသူဦးမောင်မောင်ရှင်ကမိမမှုရှုပ်ပွေတယ်ဆိုတာဟုတ်ပါသလားအဲ့လိုမေးမြန်းတဲ့အခါမမြနွယ်ကညနေထားတဲမှာပြီးတော့တေသူအကြောင်းကိုဘာမှလာမမေးပါနဲ့ကျမမဖြေနိုင်ပါဘူးဆိုပြီးတော့လူအုပ်ထဲကတုံးဝင်ပြီးတော့တရားရုံးကိုဝင်သွားတော့တယ်သူမရဲ့နောက်ကနေမောင်ဖြစ်သူနဲ့တက်ပြားကုမ္ပဏီကမန်နေဂျာတဦးလိုက်ပါလာတော့တယ်အဲ့ဒီခိုင်မှာပဲရှေ့နေဦးပါလာအောင်ကရောက်ရှိတာမို့သတင်းထောက်တွေကသူ့ရဲ့နောက်ကနေတကောက်ကောက်လိုက်ပြီးတော့မေးခွန်းနေမေးမြန်းနေရှေ့နေဦးပါလာအောင်ကဝိုင်းအောင်နေတဲ့သတင်းထောက်တွေရှင်းမှာမိမိကိုမိမိယုံကြည်တဲ့ပုံစံနဲ့ရပ်တန့်လိုက်ကဒီအမှုမှာကြုံနိုင်ရမယ်လို့လုံးဝယုံကြည်တယ်။ရှင်းနေကိုရနိုင်ရတော့သူ့ဘဝမှာပထမဆုံးရှုံးနိမ့်မှုနဲ့ရင်ဆိုင်ရတော့မယ်။ပြောတဲ့အခါသတင်းထောက်တွေကဥပါလအောင်ရဲ့စကားကိုအလူရက်လိုက်ပြီးရေးမှတ်တော့တယ်။ဓာတ်ပုံတွေလည်းတစ်ဖြက်ဖြက်ရိုက်ကြတယ်။အဲ့ချိန်မှာပဲတရားခံမိုးထီကိုတင်ဆောင်လာတဲ့အချုပ်ကားကြီးကတရားရုံးရှိမှရပ်တန့်သွားတော့တယ်။သတင်းထောက်တွေကအချုပ်ကားရှိရာကိုသွားကြတယ်။သူတို့ကအချုပ်ကားထဲကဆင်းလာတဲ့မိုးထီကိုဓာတ်ပုံတစ်ဖြက်ဖြက်ရိုက်ကြတယ်။သတင်းတောက်တချို့ကတော့မိုးထီအနီးကနေကောက်ကောက်လိုက်ပြီးတော့ဥမောင်မောင်ရှင်ကိုဘာဖြစ်လို့တတ်တာလဲပြောပါမေးမြန်းပါတယ်တချို့သတင်းတောက်တွေကလည်းအနီးကိုကပ်ပြီးတော့ဥမောင်မောင်ရှင်ကခမားချစ်သူကိုစော်ကားခဲ့တယ်အဲ့ဒါကြောင့်တတ်ခဲ့တယ်မလားမေးမြန်းတဲ့အခါမိုးထီကသတင်းတောက်တွေရဲ့အမေးကိုမဖြေဘဲနဲ့မျက်နှာကိုလက်နဲ့အုပ်ပြီးတော့ပလိတ်တွေချမ်းရံတဲ့ရုံးခန်းထဲကိုပြေးဝင်လာပါတယ်မိုးထီကအရန်ကိုစိတ်ပြက်အားငယ်နေပုံရတယ်အဲ့ချိန်ရှေ့နေကိုရန်နိုင်ရဲ့ကားဝင်ရောက်လာတာမို့သတင်းတောက်တွေကကားရှိအောင်ဝိုင်းအောင်ပြီးတော့မေးမြန်းတော့တယ်။ကျုပ်ကအမှန်တရားဘက်ကအမြဲရက်တည်တယ်။ကိုမိုးထီမှာအပြစ်မရှိဘူးလို့ယုံကြည်တယ်။အဲဒါကြောင့်အပြစ်မရှိတဲ့လူတဦးကိုကယ်တင်ခြင်းလို့လိုက်လာခဲ့တာပါ။ပြောလိုက်တဲ့အခါတကြီးကဆက်သတင်းစာသတင်းတောက်တဦးကဒါဆိုရင်ဒီအမှုမှာဆရာနိုင်မယ်လို့ယုံကြည်တယ်ပေါ့။ဥပါလာအောင်ကတော့ဒီပွဲမှာဆရာပထမဦးဆုံးရှုံးနေမှုနဲ့ရင်ဆိုင်ရမယ်လို့တော့ဆိုပါတယ်။ပြောတဲ့အခါကိုရန်နိုင်ကသူ့ကိုယ်သူယုံကြည်တဲ့ပုံစံနဲ့ရှင်ကိုခေါ်လိုက်ကအမှန်တရားဆိုတာအမြဲတမ်းအနိုင်ရစမြဲပါဥပါလာကိုကျွန်တော်နဲ့မရှင်းနိုင်ပါဘူးရှုံးနေသွားမှာပါပြောတော့တယ်မကြခင်တရားရုံးအတွင်းကိုတရားသူကြီးဝင်လာမှုတရားခွင်စတင်တော့တယ်ဆက်ရှင်တရားသူကြီးကအမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့သူမတရားစီရင်တဲ့အခါမှာတိကျပြတ်သားတဲ့လူလို့နာမည်သတင်းကြီးပါတယ်အဲ့ဒီတရားခွင်ကအလောနာမည်ကြီးတဲ့ဘိုကင်းကြီးဖြစ်တဲ့အပြင်နိုင်ငံကျော်ရှင်းနေ2ဦးအားပြိုင်ပွဲဖြစ်တဲ့အတွက်တွားရောက်ကြည့်ရှုတဲ့သူတွေများပြားလှပါတယ်။အဲဒီခါမေးမြန်းတဲ့အခါကိုရန်နိုင်ကသူ့ကိုယ်သူယုံကြည်တဲ့ပုံစံနဲ့ရှင်ကိုကောလိုက်ကအမှန်တရားဆိုတာအမြဲတမ်းအနိုင်ရစမြဲပါ။ဥပလာအောင်ကျွန်တော်နဲ့မရှင်းနိုင်ပါဘူး။ရှုံးနေသွားမှာပါ။ပြောပါတယ်မကြခင်တရားခွင်တွင်ကိုတရားသူကြီးဝင်ရောက်လာတာမို့တရားခွင်စတင်တော့တယ်။ဆက်ရှင်တရားသူကြီးကအမျိုးသမီးကြီးတစ်ယောက်ဖြစ်ပြီးတော့သူမတရားစီရင်ရမှာတိကျပြတ်သားတယ်လို့နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ဒီနေ့တရားခွင်ကအရန်နာမည်ကြီးတဲ့မူခင်းကြီးဖြစ်တဲ့အပြင်နိုင်ငံကျော်ရှိတဲ့2ဦးအားပြိုင်တဲ့ပွဲဖြစ်တဲ့အတွက်ဒါပြီးကြီးတဲ့သူကများပြားလှပါတယ်။တရားခွင်ရဲ့အလယ်မှာရှိတဲ့ဝက်ချန်နေရာမှာမိုးထီကစိတ်ပြန့်အာရုံတဲ့အမူအရာနဲ့ခေါင်းကိုက်ဆိုင်ကြပြီးရှမ်းနေတော့တယ်။မကြခင်မိုးထီကိုမှန်မှန်ကန်ကန်ထွက်ဆိုဖို့ကျန်းသစ္စာချိန်ဆိုခိုင်းပြီးတော့တရားခွင်ကိုစတင်တော့တယ်။တရားသူကြီးကတရားလိုရှင်းနေဥပလှအောင်ကိုကြည့်လိုက်ကဥပလှအောင်တင်ပြစရာရှိတာတင်ပြပါ
ပြောတဲ့အခါဥပါလှအောင်ကမိမိကိုမိမိယုံကြည်မှုအပြည့်နဲ့ရှေ့ကိုထွက်လာတယ်။ဒီအမှုကြီးမှာဥပါလှအောင်လို့နာမည်ကျော်ရှိနေတူကအားကျိုးမှန်တက်လိုက်တာမို့အစိုးရဘက်တော်သားဥပဒေအရာရှိကြီးကငြိမ်သက်နေတော့တယ်။ဥပါလှအောင်ကတရားသူကြီးရဲ့ရှေ့မှာဦးညွှန်လိုက်ကကျွန်တော်ဘာမှမတင်ပြမိမှာတရားသူကြီးမင်းနဲ့ဂုံတီရှိလူကြီးမင်းများကိုတထေးဦးမောင်မောင်ရှင်တက်ခံရတဲ့တပ်ပုံတွေကိုပြချင်ပါတယ်။ဆိုပြီးတော့တပေပတ်လည်လောက်ရှိတဲ့တေသူရဲ့သွေးပြက်ဖွယ်တပ်ပုံတွေကိုပြသတော့တယ်။တပ်ပုံတွေထဲမှာတထေးကိုမောင်မောင်ရှင်ကသွေးတန်တရဲရဲနဲ့လူမြင်မကောင်းအောင်အသက်ခံထားရတယ်။အဲ့ဒီပုံတွေကိုဥပါလှအောင်ကတရားသူကြီးနဲ့တခြားသူတွေမြင်တော့ထောင်ပြလိုက်ကဒီတပ်ပုံတွေကိုကြည့်ခြင်းအပြင်တရားခံဘလောက်ရက်ဆက်ကြမ်းကြုတ်တဲ့ပုံကိုလဲဆိုတာတရားသူကြီးမြင်တဲ့တကွလူများရိပ်စားမိနိုင်ပါတယ်။ရင်ကျေးတိမ်မွေးပြီးတော့တရားဥပဒေစိုးမိုးတဲ့လူပောင်လောကကြီးမှာဒီလိုလူမျိုးကိုဥပဒေအရပြင်းပြင်းထန်တဲ့အပြစ်ဒဏ်ခတ်ဖို့တင့်တော်ပါတယ်။အဲ့လိုပြောတဲ့အခါတရားခွင်တစ်ခုလုံးကငြိမ်သက်သွားတော့တယ်။တေသူဦးမောင်မောင်ရှင်ရဲ့ဇနီးကဝမ်းနေတဲ့ပုံစံနဲ့မျက်နှာကိုလက်ဝါးနဲ့အုပ်ထားတယ်။မစိတ်ချစ်ကဓာတ်ပုံတွေကိုမကြည့်ဘဲနဲ့မျက်နှာလွှဲချလိုက်တော့တယ်။တရားသူကြီးတော်မြတ်သူကတော့ဓာတ်ပုံတွေကိုကြည့်ပြီးတော့စိတ်မသက်မသာဟန်ခံစားပုံရပါတယ်။ရှင်နေဥပါလှအောင်ရဲ့ပထမဆုံးထိုးနှက်ချက်ကကောင်းကောင်းကိုအောင်မြင်သွားတယ်လို့ဆိုနိုင်ပါတယ်။အဲဒီသွေးဖြတ်စရာဓာတ်ပုံတွေနဲ့ပတ်သက်ပြီးတော့ရှင်နေကိုရနာရဲ့ပြောဆိုချက်တွေဟာဓာတ်ပုံတွေကတော့သွေးဖြတ်စရာသိပ်ကောင်းပါတယ်။လူသားချင်းစာနာထောက်ထားမှုကင်းမဲ့ပြီးတော့ရရဆက်ဆက်လှုပ်သွားတဲ့အတွက်တရားခံအစ်စ်ကိုအေးအေးယူသင့်ပါတယ်။ဒါမဲ့တရားခံလို့ဆွဆွဲခံရတဲ့ပုံကိုတော့အေးမယူနိုင်ပါဘူး။ကျွန်တော်အမှုတရားမတရားဆွဆွဲခံရတဲ့လူသားတစ်ယောက်ပါ။ဒါအောင်အားလုံးအနေနဲ့စာနာနားလည်ကြည့်စေချင်ပါတယ်။ပြောဆိုပါရင်အဲ့ဒီကမူခင်းဆိုင်ရာဆရာဝန်ကြီးကိုတရားလိုရှင်းနေဥပါလှအောင်ကမြင်မြန်တဲ့အခါဆရာဝန်ကြီးခင်ဗျာလူသက်မှုတွေကိုရရဆက်ဆက်ကျူးလွန်သွားတဲ့တရားခံဘယ်တန်လားညာတန်လားဆိုတာဖြေဆိုပေးပါမြင်မြန်တဲ့အခါမူခင်းဆိုင်ရာဆရာဝန်ကြီးကတေသူရဲ့လေဘေးရတာချက်ကိုကြည်ချင်းအဖြစ်တရားခံဘယ်တန်တယောက်လို့ထင်ပါတယ်အဲ့ဒီခါဥပါလှအောင်ကကျင်းနဲ့အားရတဲ့အမူအရာနဲ့ခေါင်းငိမ့်လိုက်ကဒါဆိုရင်ဆရာဝန်ကြီးရဲ့အဆိုအရတရားခံဘဲတန်တယောက်လိုယူဆလို့ရပါပြီ။ဒါနဲ့ကိုမိုးထီကဘဲတန်လားညာတန်လား။အဲ့ဒီမေးတဲ့အခါမူခင်းဆရာဝန်ကြီးကတရားခံဝက်ချံမှာခေါင်းငိုက်ဆိုင်ကြနေတဲ့မိုးထီကိုကြည့်လိုက်ကသူကဘဲတန်တယောက်ပါပဲ။ပြောတဲ့အခါရှေ့နေဥပါလှအောင်ကသူလိုချင်တဲ့အဖြေကိုရတာမို့ခြေနဲ့အားရတဲ့အမူအရာနဲ့ပြုံးလိုက်ကအနောက်ကိုဆုတ်သွားတော့တယ်။ရှေ့နေကိုရနိုင်ရမူခင်းဆိုင်ရာဆရာဝန်ကြီးကိုမေးမြန်းတဲ့အခါဆရာဝန်ကြီးခင်ဗျာညာတန်တယောက်ကဘယ်လက်ကိုအသုံးပြုပြီးတိုက်ခိုက်ရင်အခုလိုဒဏ်ရာမျိုးပဲရမယ်မဟုတ်ပါလားမေးမြန်းတဲ့အခါမူခင်းဆိုင်ရာဆရာဝန်ကြီးကမျက်မှောင်ကျုံလိုက်ကဖြစ်နိုင်ပါတယ်ဒီလိုဒဏ်ရာမျိုးကိုရနိုင်ပါတယ်အဲ့လိုဖြေတော့တယ်အဲ့ဒီခါကျတော့ရှေ့နေကိုရနိုင်ရခေါင်းငိမ့်ပြီးတော့ဆရာဝန်ကြီးအနေနဲ့တရားခံဘယ်တန်တယောက်ဆိုတာအတိအကျမပြောနိုင်ဘူးမလားမေးမြန်းတဲ့အခါမူခင်းဆရာဝန်ကြီးကခေါင်းငိမ့်လိုက်ကဟုတ်ပါတယ်တရားခံဘယ်တန်တယောက်ဖြစ်မယ်လို့အတိအကျမပြောနိုင်ပါဘူးဆိုရယ်ရှေ့နေကိုရနိုင်ရသူလုံချင်တဲ့ဖြေကိုရရှိတဲ့အတွက်ခြေနဲ့အားရတဲ့ပုံစံနဲ့မူခင်းဆိုင်ရာဆရာဝန်ကြီးကိုကျေးဇူးတင်ကြောင်းပြောဆိုလိုက်တယ်ကိုရနိုင်ရတစ်ဖက်ရှေ့နေဥပါလှအောင်ရဲ့ရှောက်လန်းချက်တွေကိုကောင်းကောင်းတုံ့ပြန်နိုင်ခဲ့ပါတယ်တရားလိုရှေ့နေဥပါလှအောင်ကမိုးထီကိုဖမ်းဆီးရမိတဲ့ပလိတ်ရာရှိကိုမေးမြန်းတဲ့အခါဆရာအနေနဲ့တရားခံကိုဖမ်းဆီးမိတဲ့အခါတရားခံသူတတ်တာမဟုတ်ကြောင်းညင်းဆိုခဲ့တာကိုဘာကြောင့်လက်မခံခဲ့တာလဲမေးမြန်းတဲ့အခါပလိတ်ရာရှိကမျက်မှောင်ကျုံလိုက်ကကျွန်တော်တရားခံကိုဖမ်းမိတဲ့အချိန်မှာသူ့ရဲ့လက်နှစ်ဖက်လုံးသွေးရည်ရဲနေပါတယ်တကူလုံးမှလည်းတေသူရဲ့သွေးရည်နဲ့ဆုံးပိနေတယ်အဲဒါကြောင့်တရားခံရဲ့ညင်းဆိုမှုကိုလက်မခံကြတာပါပြောတဲ့အခါတရားလိုရှေ့နေဥပါလှအောင်ကသဘောတကျနဲ့ခေါင်းငိမ့်လိုက်ကကျေးဇူးတင်ပါတယ်ခင်ဗျာပြောလိုက်ကသူ့ရဲ့မိကုံကိုရှက်တန်းလိုက်တော့တယ်အဲဒီနောက်ရှေ့နေကိုရနိုင်ကအရှိကိုရောက်ရှိလာပြီးတော့တရားခံရဲ့လက်ပွေကဘာဖြစ်လို့သူတက်ခဲ့တဲ့ဓာတ်ပေါ်မှာရှိမနေတာလဲမင်းမြန်းတဲ့အခါပလိတ်အရာရှိကတက်ပြင်းရှိကြီးကိုချလိုက်ကတရားခံဓာတ်ပေါ်မှာပင်နေတဲ့သူ့ရဲ့လက်ပွေကိုပြန်ဖြတ်နိုင်တာပဲပြောတဲ့အခါရှေ့နေကိုရနိုင်ကခေါင်းညိတ်ပြီးတော့မိမိကိုမိမိပိုင်နိုင်တဲ့ဟန်ပန်နဲ့ဒါဆိုရင်တရားခံဓာတ်ပေါ်မှာရှိတဲ့လက်ပွေကိုဖြတ်တယ်
ပြီးတော့တထေးရဲ့ကိုကသွေးရည်နဲ့သူ့ရဲ့လက်နှစ်ဖက်နဲ့အင်ကြီးတွေကိုပေကြံအောင်လုပ်ထားတယ်ပြီးတော့မှထွက်ပြေးတယ်ဆိုတဲ့သဘောလားမင်းမြတ်လိုက်တဲ့အခါပလက်အရာရှိကကိုရနာရဲ့မိကွန်းကြောင့်အကျက်ရိုက်သွားတဲ့ပုံစံနဲ့ကိုဘွားချွေးတွေစီးကြလာတယ်တရားခံမိုးထီကပလက်အရာရှိကိုဝက်ချံအတွင်းကနေမဝဲမရဲကြည့်နေတော့တယ်အဲဒီနောက်ကိုရနာကဆက်ပြီးမေးမြန်းပြန်ပါတယ်မိကွန်းတစ်ခုမေးချင်ပါသေးတယ်အခင်းဖြစ်သွားတဲ့အချိန်မှာတရားခံအပြင်နောက်ထပ်မသင်္ကာစရာလူတစ်ယောက်ကိုတွေ့ရပါသလားမင်းမြန်လိုက်ပါတယ်ပလက်ရာရှိကမျက်နှာကိုလက်ကင်ပေါ်နဲ့တုပ်ပြီးတော့မတွေ့ရပါဘူးဒီလိုမျိုးတက်တည်လဲကျွန်တော်စီမှာမရှိပါဘူးပြောလိုက်တဲ့အဲဒီခါရှေ့နေကိုရနိုင်ဟာပလက်ရာရှိရဲ့အနီးကိုကတ်လိုက်ကဒီအိမ်ကြီးမှာနောက်ထပ်မသင်္ကာဝယ်လူတစ်ယောက်မရှိဘူးဆိုတဲ့တက်တည်လည်းမရှိဘူးပေါ့မင်းမြန်လိုက်ပါတယ်ပလက်ရာရှိကတက်ပြင်းချလိုက်ကမရှိပါဘူးဖြေတော့တယ်အဲဒီခါရှေ့နေကိုရနိုင်ကအောင်မြင်တဲ့အမူအရာနဲ့မူခင်းတစ်ခုဖြစ်ပေါ်လာရင်လုံလောက်တဲ့သက်သေခံချက်လိုပါတယ်လောကမှာဖြစ်စဉ်တစ်ခုဖြစ်ပေါ်လာရင်အကြောင်းတရားတစ်ခုတော့ရှိပါတယ်ပလိတ်ရာရှိကအမှန်တရားကိုမျက်နှိုးလို့ရုံးတော်မှာကိုယ်တိုင်လာရောက်ပြီးအစစ်ခံတာမလားရုံးတော်ကိုရောက်လာတဲ့ပြည်သူတွေလည်းတရားခံကိုကျိုးမိတ်ပေးစေခြင်းလို့ရောက်လာတာမဟုတ်ပါဘူးကျွန်တော်ကတော့အပြစ်မရှိတဲ့လူတစ်ယောက်ရဲ့ဘဝကိုကယ်တင်ခြင်းတဲ့သဘောပါပဲပြည်သူလူထုကလည်းအမှန်တရားကိုမျက်နှိုးပါတယ်တရားခွင်ကိုရောက်လာတဲ့သူတိုင်းကတူညီတဲ့ရည်ရွယ်ချက်နဲ့ရှောက်လာတာပါဒီမှုခင်းကြီးမှာဘလောက်အံ့ဩစရာကောင်းလဲဗျာရရက်ဆက်ဆက်ကြမ်းကြမ်းကြုတ်ကြုတ်ကျူးလွန်တဲ့လူတစ်ယောက်ရဲ့အနောက်မှာတက်တဲ့အထောက်အထားတစ်ခုတော့ရှိသင့်ပါတယ်လေးစားအပ်တဲ့တရားသူကြီးမင်းခမညာပလိတ်ရာရှိစီမှာဘာဖြစ်လို့တိကျခိုင်လုံတဲ့တက်တဲ့တစ်ခုမှမရှိရတာလဲလို့မေးချင်ပါတယ်ဆိုလိုက်တဲ့အခါတရားခွင်တစ်ခုလုံးကတိတ်ဆိတ်ငြိမ်သက်သွားတော့တယ်ကိုရနိုင်နဲ့ဥပလာအောင်ကတအူးကိုတအူးစူးစိုက်ကြည့်တယ်ဆက်ရှင်တရားသူကြီးကတရားခွင်ကိုနောက်လ15ရက်မှာကျင်းပမှာဖြစ်ကြောင်းကိုရက်ချင်းပေးလိုက်တော့တယ်။တရားခွင်ပြီးတဲ့အခါကိုရနိုင်ရဲ့မိတ်ဆွေတရားရေးရာဝန်ထမ်းဝမ်းသာအားရလာနှုတ်ဆက်ပြီးတော့လူတစ်ယောက်ကတော့ကိုရနိုင်ရှောင်လဲတာတိတ်ကောင်းတယ်ဗျာ။တရားသူကြီးတောင်တိတ်ဆိတ်ငြိမ်သက်သွားတယ်။ဥပလာအောင်ကြီးတော့ကိုရနိုင်နဲ့ထိတ်တိုက်တွေ့ရတာကန်ဆိုးတာပဲ။ပြောပါတယ်။တရားရုံးရဲ့အပြင်ဘက်စင်းကြံလမ်းမှာတော့မဆိတ်ချစ်တို့ညီမကိုရနိုင်ကိုစောင့်ကြိုပြီးတော့မဆိုင်ချစ်ကကိုရနိုင်ရှောက်လဲချက်ပြီးတာတိတ်ကောင်းတာပဲတရားခွင်ရလူတွေအားလုံးကိုရနိုင်ရှောက်လဲတာကိုကောင်းတယ်လို့ချီးမွမ်းကြတယ်ကျမတို့တော့မိုးထီနဲ့စကားပြောချင်တယ်ပြောတဲ့အခါကိုရနိုင်ကခေါင်းညိတ်ပြီးတော့ကျုံနောက်ကိုလိုက်ခဲ့ပါမိုးထီကိုပလိတ်တွေခေါ်လာမဲ့ဇင်းကြံလန်းသွားဆောင်နေမယ်ပြောပြီးတော့မိုးထီတို့လာရလမ်းမှာသွားဆောင်တော့တယ်ခဏကြာတဲ့အခါမိုးထီကပလိတ်နှစ်ယောက်ချန်ရပြီးတော့ရောက်ရှိလာပါတယ်မဆိုင်ချစ်ကလည်းမိုးထီရဲ့အနီးကိုရှောက်လှမ်းသွားပြီးတော့နင်ဘာမှမပူနဲ့နော်ငါတို့အစွမ်းကုန်စူးစမ်းနေတယ်ပြောတဲ့အခါမိုးထီကစိတ်ပြက်အားငယ်တဲ့အမူအရာနဲ့မဆိုင်ချစ်ကိုကြည့်လိုက်ကကျေးဇူးတင်ပါတယ်စိန်စိန်ရဲ့အဲ့ဒီလိုဆိုတဲ့အခါမဆိုင်ချစ်ကမိုးထီကိုမှနှစ်သက်တဲ့ပုံစံနဲ့ကြည့်လိုက်ကနင်နဲ့ငါကြားမှာကျေးဇူးတင်စကားပြောစရာလိုလို့လားနင်ကငါရဲ့အခင်ဆုံးတငယ်ချင်းပါနင့်အတွက်ငါမှာတာဝန်အားလုံးရှိတယ်ထောင်ထဲကိုငါမကြခဏလာတွေ့မယ်နော်ပြောပါတယ်အဲ့ဒီခိုင်မှာဇင်းကြံတစ်ဖက်လန်တေသူမောင်မောင်ရှင်ရဲ့ဇနီးမမြတ်နွယ်ဟာမောင်ဖြစ်သူနဲ့အတူတပည့်နေချမ်းပြီးရောက်ရှိလာပါတယ်သူတို့အနီးကိုရောက်တဲ့အခါမမြတ်နွယ်ကမိုးထီနဲ့မျက်လုံးချင်းစုံအောင်ကြည့်တယ်အဲ့ဒီမြင်ကွင်းကိုအနီးမှာရှိတဲ့ရှေ့နေကိုရနိုင်ကမတိမတာစောင့်ကြည့်နေပါတယ်မဆိုင်ချစ်ကလည်းမိုးထီကိုစိတ်မချတဲ့ပုံစံနဲ့အနေထိုင်အစားအသောက်ဆင်ခြင်မှုအချိန်ချင်းမှားကြားနေတော့တယ်ကိုရနိုင်ကတော့အဝေးကိုရောက်သွားတဲ့မမြတ်နွယ်တို့လူစုကိုကြည့်ပြီးတော့လက်မောင်ကျုပ်ပြီးစဉ်းစားဆင်ခြင်နေတော့တယ်ကိုရနိုင်နဲ့စယောကဆရာဝန်မကြီးဒေါ်မမကြီးကအင်းစိန်ထောင်မှာမိုးထီကိုသွားပြီးတွေ့ဆုံပြန်တယ်ထောင်မူကြီးဥပဦးကကိုရနိုင်နဲ့အရန်ရင်းနှီးတဲ့သူဖြစ်တာမို့ထောင်စည်းကမ်းကိုချိုးဖောက်ပြီးတော့လုံခြုံစိတ်ချရတဲ့အခန်းကျင်းလေးမှာမိုးထီကိုတွေ့ဆုံစေပါတယ်အဲ့လိုတွေ့ဆုံတဲ့အခါကိုရနိုင်ကထုံးစံအတိုင်းအခန်းထဲကရှောင်ထွက်သွားတယ်ဒေါ်မမကြီးကမိုးထီကိုခင်မင်းတဲ့ပုံစံနဲ့ကြည့်ပြီးတော့စပွဲမှာဝင်ထိုင်လိုက်တယ်အဲဒီနောက်ဒီနေ့ဆီယာမမေးချင်တာမင်းရဲ့မဆိုင်ချစ်အကြောင်းပဲမဆိုင်ချစ်နဲ့မင်းနဲ့ကငငယ်တုန်းကရွာမှာနေကြတဲ့တငယ်ချင်းတွေဆိုတယောက်နဲ့တယောက်စားတူသွားတူနေထိုင်ခဲ့ကြတယ်ဆိုမင်းမြန်တဲ့အခါမိုးထီရဲ့မျက်နှာအနှဲငယ်ရွှင်ပြပြီးတော့လေသံတွတ်တွတ်နဲ့ဟုတ်တယ်ကျွန်တော်နဲ့မဆိုင်ချစ်ကကလေးရွယ်မှာပဲစုံစည်းခဲ့တာသူတို့ရွာမှာဝမ်းရောဂါဖြစ်တော့ကျွန်တော်တို့ရွာမှာတစ်နှစ်လောက်လာပြီးခိုအောင်တယ်လေမ
ဆိုင်ချစ်အဖေနဲ့ကျွန်တော်အဖေကအရင်ရင်းနှီးတဲ့မိတ်ဆွေတွေပါအဲဒါကြောင့်မဆိုင်ချစ်တို့မိသားစုကျွန်တော်တို့အိမ်မှာပဲအတူပူးပေါင်းပြီးတော့နေထိုင်ခဲ့တယ်နောက်တော့မဆိုင်ချစ်ရဲ့အဖေကမြို့ဝသစ်ဆက်မှာအလုပ်ရပြီးတော့ရွာကနေပြောင်းရွှေ့သွားတယ်အဲ့တုန်းကဝမ်းနည်းစရာကောင်းလိုက်တာဗျာပြောပြီးတော့မိုးထီကဝမ်းနည်းကြိတ်ခွဲတဲ့အမူအရာပြောင်းပြီးတော့ရီဝေတဲ့မျက်လုံးတွေနဲ့ဒေါ်မမကြီးကိုကြည့်လိုက်ကကျွန်တော်လေးမဆိုင်ချင်နဲ့ခွဲရမှာဆိုလို့သူ့ခန္ဓာကိုယ်အတင်းဖက်ထားတယ်ကျွန်တော်တို့နှစ်ယောက်ကိုလူကြီးတွေကအတင်းလိုက်ခွဲတယ်သူတို့မိသားစုလိုက်သွားတဲ့နွားလှဲနောက်မှာကျွန်တော်အယူတယောက်လိုပြေးလိုက်ပြီးတော့မဆိုင်ချစ်ကိုလှဲပေါ်ကနေပြန်ဆွဲချတယ်ရဲ့ဗျကျွန်တော်ကိုကာလာသားကြီးတွေကအတင်းချုပ်ပြီးရွာကိုပြန်ခေါ်လာတယ်ကျွန်တော်ကသူ့ကိုစိမ့်စိမ့်လို့တကြောကြောអော်ပြီးတော့ရုတ်တရက်မျက်လုံးထဲမှာအမှောင်ဖုံးသွားတယ်အဲ့ဒီနောက်ကဖြစ်ရက်တွေကိုတော့ကျွန်တော်သတိမရတော့ဘူးမဆိုင်ချစ်ကစက်ကူစုံလေးမှာရေးပေးသွားတဲ့သူတို့လိပ်စာလည်းပျောက်သွားတယ်ကျွန်တော်လည်းရွာလန်းတစ်လျှောက်မှာမဆိုင်ချစ်ရဲ့လိပ်စာစာရွက်လေးကိုလေးစိန်ရဆန်ရှာဖွေးနေတာဒါမဲ့လိပ်စာကိုမတွေ့ရတော့ပါဘူးကိုတိုင်းလည်းအပြစ်တင်မဆုံးအဲ့ဒီချိန်ကစားပြီးကျွန်တော်တို့နှစ်ယောက်လွဲခဲ့တာပဲကျွန်တော်ဘဝမှာမဆိုင်ချစ်တယောက်ပဲတငယ်ချင်းရှိတာသူနဲ့ဝေးပြီးဘယ်သူနဲ့မှတငယ်ချင်းမလုပ်တော့ဘူးအဲ့ဒီလိုဝမ်းနဲ့ကြိတ်ခွဲတဲ့ပုံစံနဲ့ပြောဆိုနေပြန်တယ်ပြီးတော့ဆက်ပြီးတော့တနေ့မှမမျော်လင့်မဲနဲ့မဆိုင်ချစ်စီကစာလေးတစ်စောင်ရောက်လာတယ်ကျွန်တော်ဝမ်းသာလုံးလို့ယူမတက်ပါပဲဗျာကျွန်တော်သူမအောင်ချက်ချင်းစာပြန်လိုက်တယ်နောက်တော့စာရီအပြန်လှန်ရေးတယ်ကျွန်တော်တို့ကလေးနှစ်ယောက်တယောက်ကိုတယောက်အရန်တွေ့တာနေခဲ့တာသူစီကစာလာတဲ့နေ့မှာကျွန်တော်ထမင်းအောင်မစားနိုင်အောင်ဝမ်းသာခဲ့တယ်ဗျာဒါမဲ့မြို့ပေါ်မှာမဆိုင်ချစ်တို့မိသားစုကအခက်ခဲရအများကြီးနဲ့ရင်ဆိုင်ရတယ်မဆိုင်ချစ်အဖေကတစ်ဆက်ထမ်းမှာအလုံးလုံးရင်လက်ပြတ်သွားတော့အလုတ်ကထွက်ခင်ရတယ်သူတို့အိမ်ရဲ့စီးပွားရေးကိုမိခင်ဖြစ်သူကဈေးရောက်ပြီးတာဝန်ယူတဲ့ချိန်ဖခင်ကြီးကဆုံးပါသွားရောဒီချိန်မှာရွာမှာရှိတဲ့ကျွန်တော်အဖေလည်းဆုံးပါသွားတယ်နောက်တော့အမေလည်းစိတ်တဆဖြစ်ပြီးရေနစ်သေးဆုံးသွားတော့တာပဲကျွန်တော်လည်းခိုကိုးရမယ်ဖြစ်ခဲ့တယ်ဒီချိန်ကစပြီးတော့ကျွန်တော်တို့နှစ်ယောက်အဆက်အသွယ်ဖြစ်သွားတော့တာပဲအဲ့ဒီလိုဝမ်းနဲ့ကြိတ်ခွဲတဲ့အမူအရာနဲ့ပြောဆိုပါရယ်ဒေါ်မမကြီးကမိုးတိမ်ရဲ့အားငယ်နွမ်းလျှတဲ့အမူအရာကိုကြည့်ပြီးတော့ရယူနာတက်သွားပါရယ်သူ့ရဲ့အတိတ်ကိုပြန်မဆွချင်ပေမဲ့မိုးထီရဲ့ဝေဒနာအတိတ်နှက်ကိုသိနာလဲဖို့လိုပါရယ်ဒေါ်မမကြီးကမိုးထီရဲ့အားငယ်နွမ်းလျှနေတဲ့ညဝင်းတွေကိုကြည့်လိုက်ကမဆိုင်ချင်တဲ့မိုးထီကဘလို့ပြန်ဆောင်ကြတာလဲပြောပါအောင်မင်းမြန်တဲ့အခါမိုးထီရဲ့အားငယ်နေတဲ့မျက်နှာလေးကချီနူးရိတ်တန်းလာပြီးတော့ကျွန်တော်ဘဝမှာဒီအချိန်ကကံအကောင်းဆုံးအချိန်ပါပဲတစ်သက်လုံးကန်ဆိုးလာတဲ့ကျွန်တော်ကနှက်ကောင်းနှက်မြတ်တွေမဆလို့ကန်ကောင်းသွားခဲ့တဲ့ထင်တယ်တနေ့မျိုးပေါ်ဆရာတော်ကြီးနဲ့လိုက်သွားတယ်ဆရာတော်ကြီးစောစားနေတဲ့အချိန်မှာဂျာနယ်အဟောင်းလေးတစ်စောင်ကိုကျွန်တော်ဖတ်လိုက်ရတယ်အဲ့ဒီဂျာနယ်လေးမှာမက်ဆေ့ချ်ရဲ့အင်တာဗျူးလေးတစ်ခုပါတယ်ပြောတဲ့အခါဒေါ်မမကြီးကစိတ်အားတက်ကြွတဲ့ပုံစံနဲ့မက်ဆေ့ချ်ကအဆိုတော်ဖြစ်နေပြီပေါ့ပြောတဲ့အခါမိုးထီကကြည်နူးတဲ့ပုံစံနဲ့ခေါင်းခါရမ်းလိုက်တယ်ဟင်းအဆိုတော်မဖြစ်သေးဘူးသူအဆိုတော်ဖြစ်အောင်စူးစမ်းနေတဲ့ချိန်ပဲတက်သစ္စာမိန်းကလေးတယောက်ပေါ့မက်ဆေ့ချ်ကသူ့ရဲ့အင်တာဗျူးထဲမှာငငယ်တုန်းကသူနေခဲ့တဲ့ရွာလေးမှာခြံခဲ့တဲ့တငယ်ချင်းရဲ့ကိုဘယ်တော့မှမမေ့ဘူးလို့ဆိုခဲ့တယ်ဒီဂျာနယ်ကိုဖတ်ပြီးတော့ကျွန်တော်မှဝမ်းသာလိုက်ရတာဝမ်းသာလုံးရန်ကုန်မြို့ကိုရောက်လာတော့တာပဲပြောတဲ့အခါတော်မမကြီးကပြောင်းပြီးနားထောင်လိုက်ကမင်းတို့နှစ်ယောက်ပြန်တွေ့တော့ပျော်ဖို့တိတ်ကောင်းမှာပေါ့မင်းမြန်လိုက်ပါတယ်မိုးထီကကောင်းငိမ့်ပြီးတော့တိတ်ပျော်ဖို့ကောင်းတာပေါ့ပြန်တွေ့တဲ့အချိန်ကိုကျွန်တော်ဘယ်တော့မှမမေ့ဘူးအဲ့ဒီလိုပြုံးရိပ်တန်းနေတဲ့အမူအရာနဲ့ပြောဆိုတော့တယ်ဒေါ်မမကြီးကတက်ပြန်ချလိုက်ကမင်းတို့နှစ်ယောက်ပြန်ဆုံတဲ့ချိန်မှာမဆိုင်ချစ်ကဝမ်းသာအားရကြိုဆိုရက်လာအဲ့လိုမင်းမြန်တော့မိုးထီကကောင်းငိမ့်ပြီးတော့တိတ်ကြိုတာပေါ့ကျွန်တော်တို့နှစ်ယောက်ကမြင်မြင်ချင်းတယောက်နဲ့တယောက်ပြေးပွေထားလိုက်တယ်ကျွန်တော်တို့ပြန်ဆုံတဲ့နေရာဂျက်ဆင်ကောလိပ်ရှိမှလေမဆိုင်ချစ်ကကောလိပ်ကျောင်းသူဖြစ်နေပြီနောက်တော့မဆိုင်ချစ်ကပဲကျွန်တော်ကိုဘုံဘေးတက်ပြားကုမ္ပဏီမှာအလုပ်သွင်းပေးခဲ့တယ်ကျွန်တော်တက်ပြားတိုင်းမှာအလုပ်လုပ်ရင်းနဲ့မဆိုင်ချစ်အတွက်တချင်းလေးတွေရေးပေးဖို့စူးစမ်းခဲ့တယ်ပြောရင်းနဲ့သူ့ရဲ့စကားကိုရှင်းလိုက်တယ်ဒေါ်မမကြီးကမိုးထီစီရဲ့စကားကိုမျှော်လင့်နေပေမဲ့ဆက်ပြီးပြောချင်ဟန်မရှိဘဲနဲ့ကျွန်တော်စူးစမ်းနေတော့ဒီလိုအဖြစ်ဆိုးကြီးနဲ့ကြုံရတာစိတ်ဆင်းရဲလိုက်တာဗျာသူနဲ့ကျွန်တော်ကမိုးနဲ့မြေလိုကွာခြားနေပြီးကျွန်တော်အောင်မြင်မှဖြစ်မှာပေါ့နော်သူကမိုးဒေဝီတက်ပြားနဲ့နိုင်ငံကျော်ဖြစ်နေပြီးကျွန်တော်ကအညာတရတရောသမားပေါက်စားလေးအဝေးပါနော်အဲ့လိုပြောတဲ့အခါတော်မမကြီးကမိုးထီကိုဂယုဏသက်စွာကြည့်ပြီးတော့မဝေးပါဘူးကွယ်လူကစူးစမ်းရင်ဘာမဆိုဖြစ်နိုင်ပါတယ်
ယောက်ျားတကောင်လူရည်ချုံကောင်းကင်တမို့ကျဲကိုစွတ်ဆိုတဲ့စကားရှိသေးတာပဲစိတ်မလျှော့လိုက်ပါနဲ့ဒါနဲ့မင်းကမက်စိန်ချေပေါ်မေတ္တာရှိနေပြီလားမင်းမြန်လိုက်ကြတယ်ဒေါ်မမရဲ့အမေကြောင့်မိုးထီရဲ့မျက်နှာမှိုင်းညို့သွားပြီးတော့မေတ္တာရှိနေသလားမေတ္တာရှိနေလို့ဘာထူးမှလဲမတူညီတဲ့ဘဝနှစ်ခုကနီးစပ်ဖို့ခက်ခဲပါတယ်မမီးရဲ့ပန်းကိုတုံးခုပြီးလှမ်းရင်ဘာဖြစ်သွားမှာလဲကျွန်တော်မတွေးရဘူးဗျာပြောတော့တယ်ဒေါ်မမကြီးကသူမရဲ့မှတ်စုစာအုပ်လေးမှာနောက်ဆုံးမေးခွန်းကိုတိတိကျကျဖြေဆိုခြင်းမရှိလို့ရေးမှတ်လိုက်ပါတယ်ဒေါ်မမကြီးကမိုးထီကိုနှုတ်ဆက်ပြီးတော့ထောင်မူရဲ့ရုံခန်းမှာထိုင်ဆောင်နေတဲ့ကိုရနိုင်စီကိုပြန်လာခဲ့ပါတယ်အပြန်လိုင်းမှာဒေါ်မမကြီးကဒီနေ့ကျမတို့လူနာရဲ့အသေးနှလုံးကိုမြင်လိုက်ရတယ်လို့ပဲပြောတဲ့အခါကိုရနိုင်ကစိတ်ဝင်စားနေပြောပါအောင်ဆရာမရဲ့မြင်မြန်လိုက်တော့ဒေါ်မမကြီးကသူ့ရဲ့ငယ်စဉ်ဘဝနာကြီးကြေကွဲစရာတွေပြည့်နေနေတယ်သူကခံစားမှုကြီးတယ်အရာရာကိုလေးလေးနက်နက်ခံစားတတ်တယ်ငငယ်တော့ကမက်ဆင်ချင်နဲ့အတူတူနေခဲ့ဘူးတယ်သူကမက်ဆင်ချစ်ကိုတိတ်ပြီးတွေ့တာခဲ့တယ်သူတို့နှစ်ယောက်ငယ်စဉ်ခွဲခွာချိန်ကလေးကမက်ဆင်ချစ်ကိုမခွဲနိုင်လို့ပွေ့ဖက်ထားတယ်တဲ့နောက်တော့သူ့မျက်လုံးထဲမှာမှောင်အတီဖုံးလွှမ်းသွားတယ်လို့ဆိုတယ်ဒီလိုခံစားမှုမျိုးဖြစ်တာသူ့အမေဆုံးတော့စတင်ခဲ့တယ်လို့တော့ကျမထင်တာပဲအခုတော့အသက်10နှစ်သားအရွယ်ကလေးကအခုလိုခံစားမှုမျိုးဖြစ်ပေါ်နေတာပဲသူ့အမေကစိတ်ဒဇယောဂနဲ့ဘဝဆုံးသွားခဲ့တယ်သူလည်းမျိုးရိုးလိုက်တဲ့သဘောပဲသူ့ဘဝမှာပထမဆုံးတွေ့တာတဲ့မက်ဆေ့ချစ်ကိုလည်းဆုံးရှုံးခဲ့တယ်သူ့အမေကိုလည်းဆုံးရှုံးခဲ့ရတယ်မက်ဆေ့ချစ်နဲ့ပြန်ဆုံတဲ့အချိန်မှာလည်းသူ့ရဲ့မျှော်လင့်ချက်တွေကပြန်ပြီးရှင်သန်လာတာပဲဒါပေမဲ့လေးလေးနက်နက်ခံစားရတဲ့သူ့အတွက်တော့ဘဝနှစ်ခုကတိတ်ကွာခြားလွန်းတယ်သူကမက်ဆေ့ချစ်ကိုတွေ့တာနေပုံရတယ်အဲ့လိုပြောတဲ့အခါကိုရန်နိုင်ကမျက်မှောင်ကျုံလိုက်ကမက်ဆေ့ချစ်ကသူ့ဘောဘလို့သဘောထားမယ်ထင်လဲမင်းမြန်တဲ့အခါဒေါ်မမကြီးကခေါင်းကိုခါရမ်းလိုက်ကသူ့ရဲ့နာမှာခံစားမှုအကြီးဖြစ်နေတော့သူ့ရဲ့စိတ်ကူးရင်အိမ်မက်တရားရှင်သန်နေတာမက်ဆေ့ချစ်ရဲ့ရင်ထဲမှာတော့သူ့လောက်ပမာဏကြီးမှမထင်ဘူးမက်ဆေ့ချစ်ကသူ့ကိုတငယ်ချင်းတယောက်လိုပဲသဘောထားရထားမယ်ကျမလည်းတိတိကျကျမပြောနိုင်ပါဘူးအဲ့လိုပြောတဲ့အခါကိုရန်နိုင်ကသူ့ရဲ့နေရာစိတ်တစားကိုဆရာမကြီးတဖြည်းဖြည်းမြင်နေပြီပေါ့မေးမြန်းလိုက်ပါတယ်ဒေါ်မမကြီးကတက်ပြန်ချလိုက်ကကျမသူ့ရဲ့နေကိုမြင်နေတယ်သူ့မှာဝမ်းနဲ့ကြေကွဲမှုတွေစိတ်အားငယ်မှုတွေပဲအများကြီးတွေ့ရတယ်ရက်ဆက်ကြမ်းကြုတ်တဲ့အပြုမှုမတွေ့ရဘူးသူကအမှုပညာသမားတယောက်ပဲသူ့နာမှာတရောရှိရင်ကျမကိုထိုးပြမှာသိကြတယ်ပြောပါတယ်ကိုရန်နိုင်ကကောင်းငိမ့်လိုက်ကသူနဲ့လူသက်မှုကမပတ်သက်ဘူးသူဟာစိတ်ဝေဒနာတဲ့တယောက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့တိတိကျကျသက်သေပြဖို့ခက်တယ်ပြောပါတယ်ဒေါ်မမကြီးကကောင်းငိမ့်လိုက်ကဟုတ်ပါတယ်ကျမကသူဟာစိတ်ဝေဒနာတဲ့တယောက်ဖြစ်ပါတယ်လူသက်မှုနဲ့မပတ်သက်ပါဘူးလို့သက်သေခံရုံနဲ့တရားသူကြီးကမိုးထီကိုလှုပ်ပေးမှာမဟုတ်ဘူးအများဆုံးဖြစ်နိုင်ရင်တော့ကျုံးမိတ်ဓမ္မမို့နှစ်ကြီးကနှစ်သေးဖြစ်သွားမှာပဲပြောပါတယ်ကိုရန်နိုင်ကမျက်မှောင်ကျုံလိုက်ကအမှန်တရားဘက်ကအောင်ပွဲခံရမှာပေါ့ဆရာမကြီးသူလွတ်ကိုလွတ်ရမယ်ကျွန်တော်တို့အစမ်းကုန်စူးစမ်းကြတာပေါ့ဆရာမကြီးကျွန်တော်ကိုကူညီပေးတာတိတ်ကျေးဇူးတင်တာပဲပြောပါတယ်ဒေါ်မမကြီးကတက်ပြင်းချလိုက်ကသူနဲ့စကားပြောရတာခန်းစားချက်တွေအများကြီးမြင်ရတယ်အခုချိန်မှာမိုးထီနဲ့မတွေ့ဘဲတောင်မနေနိုင်တော့ဘူးဒီတိုးပြောလိုက်တယ်ရှင်းနေကိုရန်နိုင်နဲ့မက်ဆေ့ချစ်ကအဲ့ဒီနေ့ညမှာဘုံဘီရက်စတောရန့်မှာချင်းဆိုပြီးတော့ညစာစားကြတယ်ကိုရန်နိုင်ကမက်ဆေ့ချစ်နဲ့ညစာစားရင်လည်းသူ့ရင်ထဲမှာအချိန်တစ်ခါမှမခံစားဘူးတဲ့ခံစားမှုမျိုးကိုကြုံတွေ့လိုက်ရတယ်သူကအမှုတဲ့မိန်းကလေးတွေအများကြီးနဲ့ညစာတူတူစားဖို့ပါတယ်ဒါပေမဲ့မက်ဆေ့ချစ်နဲ့ညစာစားတာရှင်းခုံလိုက်မောပွဲကောင်းလွန်ပါတယ်မက်ဆေ့ချစ်နဲ့အမှုအကြောင်းပြောရမှာသူအရင်ပျော်ရွှင်နေသူမအနားမှာရှိနေရင်ညီးငွေရမရှိဘူးမက်ဆေ့ချစ်ကမိမိမျက်တာရှိနေသလားလို့တွေးမိပါတယ်အဲ့ဒီတွေးကြောင့်ပဲသူ့ရင်ထဲမှာလောက်ခါသွားတော့တယ်အဲ့ဒီနေ့ညမက်ဆေ့ချစ်ရဲ့အိမ်ရှိကိုကားနဲ့လိုက်ပို့တယ်မက်ဆေ့ချစ်ကအမောင်ထဲမှာလေသံတီးတိုးနဲ့သွားတော့မယ်နော်ဆိုလိုက်ပြန်ပါတယ်အဲ့ဒီတန်သူ့ရင်ကိုလှုပ်ခတ်စေတယ်အမောင်လွှမ်းထားတဲ့ညချမ်းချိန်မှာမိမလလေးတူရဲ့ညှို့ငင်တဲ့အတန်ကိုသူကြားသိပူပါတယ်ဒါပေမဲ့မက်ဆေ့ချစ်နဲ့မတူမက်ဆေ့ချစ်ကရင်ခုန်လိုက်မောပွဲကောင်းပါတယ်ကိုရန်နိုင်ကအဲ့ဒီညတညလုံးအိတ်မပြောဘဲနဲ့မက်ဆေ့ချစ်ရဲ့အကြောင်းကိုသာတွေးနေမိတော့တယ်မနက်မိုးတောက်အလင်းရောက်တဲ့အချိန်မှာမိမိကိုမိမိမက်ဆေ့ချစ်ကိုမေတ္တာရှိနေပြီလို့နားလည်လိုက်တော့တယ်
အဲ့ဒီခါမှာမိုးထီရဲ့မျက်နှာကိုမြင်ပြီးစိတ်ရှုပ်ထွေးသွားတော့တယ်ဒုတိယမြောက်တရက်ခွင်ကိုသတင်းတောက်တွေကဆုံဆုံညီညီရောက်ရှိပြီးသတင်းယူပါတယ်ကိုရန်နိုင်ကသတင်းတောက်တွေရဲ့အမေကိုမဖြေဘဲနဲ့လူအုပ်ကြားထဲကတိုးထွက်သွားတယ်တရလိုရှိနေဥပလှအောင်ကသတင်းတောက်တွေအလဲမှာရှင်ဟောကော့ပြီးတော့အမှုပြီးတော့မှာပါဒီနေ့တနေ့တည်းနဲ့အမှုရဲ့အဖြေထွက်သွားစေရမယ်ခင်ဗျားတို့နားဆွနေကြပါကိုရန်နိုင်ရဲ့ကြာဆုံးခန်းကိုရောက်ပါပြီအဲဒီလိုသူ့နာမည်ကိုလည်းထည့်ပြောတယ်တရလိုရှိနေဥပလှအောင်ကဘာနိုင်ပဲရှိတယ်လဲတော့မသိပါဘူးကိုရန်နိုင်ကအဲ့ဒီနေ့တရက်ခွင်မှာမိမိကိုမိမိစိုးရွံ့နေတယ်လို့ရှိပါတယ်တရက်ခွင်မှာဥပလှအောင်ကတရားသူကြီးကိုဥညွှတ်ပြီးတော့အလွန်အရေးပါတဲ့သက်သေတစ်ခုကိုတင်ပြမှာပါပြောပြီးတော့အနောက်ကိုလှည့်ပြီးသူ့ရဲ့လက်ထောက်စီကအစိမ်းရောင်စာအုပ်တစ်အုပ်ကိုလှမ်းယူလိုက်တယ်ရှင်းနေဥပလှအောင်ကအစိမ်းရောင်တရေဖုံးစာအုပ်ကိုကင်ပြီးတော့တရက်ခန့်မိုးထီအနီကိုတိုးကပ်သွားကဟော်ရီတန်ရောင်ရီစာအုပ်ကခမရဲ့စာအုပ်မလားမင်းမြန်တဲ့အခါမိုးထီကအဲ့ဒီစာအုပ်ကိုကြည့်ပြီးမျက်စိမျက်နှာပြတ်သွားတယ်ကိုရောကြည့်လိုက်ကတေသူဦးမောင်မောင်ရှင်ရဲ့ရောက်ဖတေးရေးဆရာကိုတင်တွေကမျက်နှာမဲလိုက်တယ်ရှင်းနေဥပလှအောင်ကစာအုပ်ကိုထောင်ပြီးမျက်စိမျက်နှာပြတ်နေတဲ့မိုးထီကိုထပ်ပြီးမင်းမြန်တော့တယ်မိုးထီကလည်းကောင်းကောင်းလိုက်ကဟုတ်ပါတယ်ဆိုပြီးတော့လေတံတိုးနဲ့ပြောတယ်အဲဒီကရှင်းနေဥပလှအောင်ကသဘောကျတဲ့ပုံစံနဲ့ခေါင်းတစ်ချက်ငိမ့်လိုက်ကကောင်းပြီဒါဆိုရင်ဒီစာအုပ်ထဲကသချင်းတွေကလည်းခမရေးထားတာပေါ့ဆိုပြီးစာအုပ်ထဲမှာရှိတဲ့စာရွက်တွေကိုလှန်ပြတော့တယ်မိုးထီကလည်းရှင်းနေဥပလှအောင်ရဲ့မျက်နှာကိုကြည့်ပြီးတော့ဖျားခတ်တဲ့ပုံစံနဲ့တွေ့ဝင်နေတော့တယ်ရှင်းနေဥပလှအောင်ကထပ်ပြီးတော့ကျုံမေးနေတယ်လေစာအုပ်ထဲကသချင်းတွေကခမရေးထားလားမင်းမြန်ပါတယ်မိုးထီကလက်စိမျက်နှာပြတ်ပြီးတော့ဟုတ်ပါတယ်ထပ်ပြီးဖြေတယ်အဲ့ဒီခါဥပလှအောင်ကအောင်မြင်သူတူရဲ့ဟန်ပန်နဲ့စပွဲကုံပေါ်မှာရှိတဲ့မက်စိန်ချီရဲ့မိုးတေဝီတက်ပြားကိုယူလိုက်ကဒီတက်ပြားရဲ့သချင်းတွေအားလုံးခမရေးထားတာမလားခမရဲ့စာအုပ်ထဲမှာဒီသချင်းတွေတွေ့ရတယ်ပြောတဲ့အခါတရားသူကြီးကမျက်မှန်ကိုချွတ်ပြီးတော့အံ့ဩတဲ့ပုံစံနဲ့ကြည့်လိုက်တော့တယ်တရားခွင်မှာရှိတဲ့ပရိသတ်အားလုံးကအရန်အံ့ဩတဲ့ပုံစံနဲ့ဝိုင်းပြီးကြည့်နေတော့တယ်မြမပြည်တလွှားမှာအရန်ကိုကြော်ကြားတဲ့မိုးတေဝီသချင်းကိုတရက်ခန့်မိုးထီဆိုတဲ့သူကရေးသားတယ်လို့ဆိုတယ်လူတွေအားလုံးကမိုးထီရဲ့အဖြစ်ကိုစောင့်ကြည့်နေတော့တယ်ရှင်းနေကိုရနိုင်ကဥပလှရဲ့ထိုးနှက်ချက်တွေကိုစိတ်လှုပ်ရှားပြီးစောင့်ကြည့်နေတော့တယ်ရှင်းနေဥပလှအောင်ကထပ်ပြီးတော့မင်းမြန်းတယ်မိုးတေဝီသချင်းကခမရေးရဆိုပေမဲ့ဟော်ရီတက်ပြမှာတော့ဒီသချင်းအားလုံးကိုတေးရေးဆရာကိုတင်ရွယ်ရေးတယ်လို့ဖော်ပြထားတယ်ဘာလို့ခမနာမည်ရှိမနေတာလဲမင်းမြန်းတဲ့အခါရှင်းနေကိုရနိုင်ကအဲ့ဒီမိကုံအတွက်အရန်ကိုထိတ်လန့်တုန်လှုပ်သွားတော့တယ်တေသူကိုမောင်မောင်ရှင်ရောက်ဖတေးရေးဆရာကိုတင်ရွယ်ကမိုးထီကိုဆူဆူရဲရဲကြည့်ရှုနေတော့တယ်မိုးထီကလည်းစိတ်လှုပ်ရှားတဲ့ပုံစံနဲ့လက်စီမျက်နှာပြန်နေတယ်ရှင်နေဥပလှအောင်ကကိုယုံကြည်တဲ့အမူအရာနဲ့ကျုပ်ရဲ့မိကုံကိုကျေးဇူးပြုပြီးဖြေပေးပါမိုးထေဝီတက်ပြားရတဲ့ချင်းအားလုံးခမည်းရေးပြီးတော့ဘာဖြစ်လို့တေးရေးဆရာကိုတင်တွေရဖြစ်နေရလဲဒါပါသဘောလေပြောစမ်းပါမေးတော့တယ်မိုးထီကအဖြေနိုင်မဲနဲ့ခေါင်းငိုက်ဆိုင်ကြနေတော့တယ်တရားသူကြီးကအဲ့ဒီဖြစ်ပျက်ကိုအေးပါတဲ့ပုံစံနဲ့ကြည့်ရှုနေတယ်အဲ့ဒီခါမှာပဲဥပလှအောင်ကမိမိကိုမိမိယုံကြည်မှုအပြည့်နဲ့တရားသူကြီးမင်းခင်ဗျာတရားခံမိုးထီမပြောဝင့်တဲ့စကားကိုကျွန်တော်ပြောပြပါမယ်ဒီနေ့ကျွန်တော်တို့နိုင်ငံမှာအလွန်နာမည်ကျော်ကြားတဲ့အဆိုတော်မက်စိန်ချီရဲ့မိုးထေဝီတက်ပြားရတဲ့ချင်းတွေကိုရေးတဲ့သူကတေဆုံးသူကိုမောင်မောင်ရှင်ရဲ့ရောက်ဖတေးရေးဆရာကိုတင်တွေမဟုတ်ပါဘူးမိုးထီကရေးသားပေးခဲ့တာပါပြောတဲ့အခါကိုရန်နိုင်ကစိတ်ထဲကနေသွားပါပြီလို့ရေရွတ်ပြီးတော့မိုးထီကိုစိတ်ပြက်လက်ပြက်ကြည့်လိုက်တယ်မိုးထီကလည်းအကြီးမားဆုံးအမှားကြီးတစ်ခုကိုကျူးလွန်ခဲ့ပြီဒီလိုအရေးပါတဲ့ဖြစ်ရပ်ကိုမိမိကိုအတိမပေးဘဲနဲ့ထိန်ချန်ထားခဲ့တယ်ရှင်းနေဥပလှအောင်ကမိမိကိုမိမိဂုံယူဝင်ကြွားတဲ့အမူအရာနဲ့တကယ်တော့မိုးထီကပတ်စံ450နဲ့မိုးထေဝီအပါဝင်တချင်းကောင်းတွေကိုဒီတက်ပြားထိုက်ကိုရောင်းချခဲ့တာပါဘုံပေတက်ပြားထိုက်ရဲ့တချင်းရေးဆရာနာမည်ကိုတေးရေးဆရာကိုတင်နွယ်နာမည်နဲ့ထုတ်ဝေခဲ့တာဒီဖြစ်ရပ်တွေကိုနောက်ပိုင်းမှာတေးရေးဆရာကိုတင်နွယ်ကိုယ်တိုင်တက်သေးဖြစ်ထွက်ဆိုမှာပါအဲ့လိုပြောတဲ့အခါမိုးထီကမျက်စိမျက်နှာပြတ်ပြီးတော့ခေါင်းကိုက်ဆိုင်ကြနေတယ်ကိုရန်နိုင်ကလည်းမိုးထီကိုကြည့်ပြီးတော့
ဒေါသစိတ်တွေတဖွာဖွာဖြစ်ပေါ်ပြီးတော့အန်ကိုမသိမသာကြိတ်ထားလိုက်တယ်။တရားသူကြီးကလည်းအဲ့ဒီအဖြစ်အပျက်ကိုစိတ်ပါဝင်စားစွာနဲ့ကြည့်ရှုနေတော့တယ်။ရှင်းနေဥပလှအောင်ကအောင်းလိုက်သူတဦးရဲ့အမူအရာနဲ့ဒီနေ့မိုးတေဝီတပြားရှမ်းရှမ်းတောက်အောင်မြင်တဲ့အတွက်မိုးတေဝီတချင်းတီဆိုသူမတ်ဆိုင်ချစ်ရဲ့ဘုံပေတပြားတိုက်ဟာတဟုန်တို့နာမည်ကြီးလာတာဒါမဲ့မိုးတေဝီတချင်းဖန်ဆင်းရှင်မိုးထီကတော့စင်းရဲနွမ်းပါတဲ့ဘဝမတိုးတက်ပဲရှိနေတယ်အဲဒါကြောင့်လဲပုထုဇဉ်ပြီးမကျေနပ်ချက်တွေဖြစ်ပေါ်လာတာပါလူမှန်ရင်လောဘစိတ်ရှိတယ်ဆိုတော့ကိုမိုးထီကမိုးတေဝီတပြားရှမ်းရှမ်းတောက်အောင်မြင်မှုကြောင့်လောဘစိတ်ပိုပြီးဖြစ်ပေါ်လာတယ်အဲဒီလိုပြောပြီးတော့ပိုင်နိုင်တဲ့ပုံစံနဲ့တရားသူကြီးကိုကြည့်လိုက်တော့တယ်။တရားသူကြီးကလည်းဥပလှအောင်ရဲ့စကားကိုလက်ခံတဲ့ပုံစံနဲ့ကြည့်ရှုနေပါတယ်။ဥပလှအောင်ကပိုင်နိုင်တဲ့အမူအရာနဲ့ကိုမိုးထီကမိုးထေဝီတပြားမအောင်မြင်မီကသူ့မှာအလိုလောဘမရှိသေးဘူး။သူ့အတွက်နာမည်ရဖို့ပဲအရေးကြီးတယ်။နောက်တော့မိုးထေဝီတပြားရဲ့အောင်မြင်မှုကိုကြည့်ပြီးတော့လောဘစိတ်တွေဖြစ်ပေါ်လာတယ်။ဥမမောင်ရှင်တို့ကသူ့ရဲ့စူးစမ်းမှုကိုခေါင်းမုံဖြတ်အမျက်ထုတ်တယ်လို့မြင်လာတယ်။အဲဒါကြောင့်လဲတက်ပြားတိုင်းမှာငွေညှစ်ဖို့စူးစမ်းခဲ့တာပါပြောတဲ့အခါတရက်ခွင်မှာနားထောင်နေတဲ့တေသူကိုမောင်မောင်ရှင်ရဲ့ဇနီးမမြနွယ်ကမျက်နှာကွက်ခနဲ့ပြတ်သွားတယ်ရှင်းနေဥပလှအောင်ကသူ့ရဲ့ပိုင်နိုင်လာတဲ့ရှောင်းလဲခြင်းနဲ့ကိုမိုးထီကတက်ပြားတိုင်းကိုငွေညှစ်ဖို့အတွက်ချင်းချောက်ခဲ့တယ်ဒီတခြင်းတွေကိုသူရေးထားတာလို့တနိုင်ငံလုံးကိုဖွင့်ချလိုက်မဲ့ချင်းချောက်ပြီးတော့လိုတဲ့ငွေပမာဏကိုပြောတယ်တက်ပြားတိုင်းတထီကလည်းသူငွေပေးပြီးဝယ်ထားတဲ့ပစ္စည်းကိုသူတစ်ပါးလက်ထက်မအပ်နိုင်ဘူး။အဲဒါကြောင့်သူတို့နှစ်ယောက်အခြေတင်စကားများပြီးတော့လူသက်တဲ့အဆင့်ထိရောက်ခဲ့တာပါ။အဲဒီခါကိုရနိုင်ကအရန်ကိုစိတ်တက်ကြပြီးမိုးထီကိုလှည့်ကြည့်တဲ့အခါမိုးထီကဘသူ့မှမကြည့်ပဲခေါင်းငိုက်ဆိုင်ကြနေတော့တယ်။ဥပလှအောင်ကဆက်ပြီးတော့တေးရေးဆရာကိုတင်တွေကသူ့ရဲ့ဂုံသိက္ခာကြာဆင်းခံပြီးတော့အမှုမှန်ပေါ်အောင်ကူညီခဲ့တာပါ။ဒီနေ့တရက်ခွင်မှာဂုံသိက္ခာကိုစရေးခဲ့တာအမှန်တရားကိုမျက်နှိုးလို့ပါ။အဲဒီခါပြောတော့တရားသူကြီးကသဘောပေါက်တဲ့ပုံစံနဲ့ခေါင်းငိမ့်မာရီရှင်းနေကိုရန်နိုင်ကတော့စိတ်ပြက်လက်ပြက်နဲ့နှစ်ဖူးကိုလက်နဲ့အုပ်လိုက်တယ်ဒီနေ့တရက်ခွဲမှာဥပလှအောင်လိုလူစုကအကြီးကျယ်အောင်ပွဲခံသွားပြီမောင်မောင်ရှက်စနီမမြနွယ်ကမျက်စိမျက်နှာပြက်ပြီးတော့တရက်ခွင်ကနေထွက်သွားလိတော့တယ်ကိုရန်နိုင်ကမကြေမချမ်းနဲ့မိုးထီကိုကြည့်လိုက်တယ်မိုးထီကအသိဉာဏ်သိမ့်ဖြင်းပြီးတော့မိုင်မဲလွန်းနေမိုးထေဝီတချင်းကိစ္စကိုသူ့ကိုပြောထားတဲ့နဲ့အခုတော့တစ်ဖက်ကရှင်းနေရမရှုမလားတိုက်ခိုက်သွားကြပြီဒီကိစ္စနဲ့ပတ်သက်ပြီးတော့မိုးထီနဲ့အမြန်တွေ့ဆုံရှင်းလင်းရတော့မယ်ရှင်းနေကိုရန်နိုင်ကနောက်တစ်နေ့မှပဲထောင်ဝင်သွားပြီးတော့မိုးထီကိုဒေါသတကြီးစူပူချိန်မောင်းနေမင်းဘာလို့မိုးထေဝီတချင်းကိုကြောက်ကိုမပြောရလဲမင်းကျိုးစင်သွားခြင်းလို့လားထွက်ဆိုချက်ဒီအားလုံးကမင်းကိုတရက်ခံလို့ပြောနေကြတယ်မင်းကိုလူသက်သမားလို့ထင်နေကြပြီအဲ့လိုပြောတဲ့အခါမိုးထီကအပြစ်ရှိတဲ့လူတဦးလို့ခေါင်းငိုက်ဆိုင်ကြနေတယ်ကိုရန်နိုင်ကလက်သီးဆုပ်ပြီးတော့ငါတယောက်တည်းမင်းကိုယုံကြည်နေတာကွာဒီတချင်းတွေအားလုံးမင်းရဲ့တချင်းတွေပါလို့ဘာဖြစ်လို့မပြောခဲ့ရလဲအဲ့လိုချိန်မောင်းတဲ့အခါမိုးထီကဖျားခတ်တဲ့အနေနဲ့ငြိမ်သက်နေပြီးမှသူတို့နာမည်မဖြတ်ပါဘူးလို့ဂရီပေးထားခဲ့ရတယ်နောက်ပြီးတော့ကိုရန်နိုင်ကလည်းကျွန်တော်မမေးမြန်းခဲ့ဘူးလေဆိုပြီးတော့သူ့ရဲ့စကားကိုရပ်ထားလိုက်တော့တယ်ဒီအမှုမှာတရက်လိုရဲ့အဓိကအားနည်းချက်ကတရက်ခန့်သေးသူကိုဘာကြောင့်တတ်တယ်ဆိုတာမပြောနိုင်တာပဲကွာအခုတော့သူတို့ပြောနိုင်သွားပြီမင်းတက်တယ်ဆိုတဲ့ရည်ရွယ်ချက်ကိုပြောနိုင်သွားပြီမင်းကလူသက်သမားဖြစ်သွားပြီကျိုးမိတ်ကြဖို့အသင့်ဖြစ်နေပြီအဲ့ဒီလိုဒေါသတကြီးအော်ဟစ်ပြောဆိုတယ်မိုးထီကလည်းစိတ်ပြက်လက်ပြက်အမူအရာနဲ့ကိုရန်နိုင်ကိုပြန်ကြည့်ပြီးတော့ဂီတလောကမှာဒီလိုဖြစ်ရမျိုးတွေအမြဲရှိနေတာပဲနာမည်မရှိသေးတဲ့တချင်းရေးဆရာရဲ့တချင်းကိုနာမည်ကြီးတချင်းရေးဆရာနာမည်ခံတယ်တချို့စီးပွားရေးသမားထုတ်ဝေသူတွေကနာမည်ခံတယ်ဒါမဲ့ဒီလိုနာမည်ခံရုံနဲ့အားလုံးကလူသက်မှုတွေဖြစ်ကုန်ကြမှာလားအဲ့ဒီလိုစိတ်ဆင်းရဲတဲ့အမူအရာနဲ့ပြောဆိုပါရီမိုးထီကရီဝေတဲ့မျက်လုံးတွေနဲ့ကိုရန်နိုင်ကိုကြည့်လိုက်ကအဲ့ဒီတခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တထေးနဲ့ရှင်းခဲ့ပြီးပြီတထေးကိုပြဿနာမရှာခဲ့ဘူးတထေးကကြောက်ပေါ်ကောင်းနေရပဲသူ့ကိုဘာလို့ရန်လုံးရမှာလဲအဲ့တော့တထေးကသူ့ရောက်ဖတေးရေးဆရာကိုတင်တွေကတထေးကိုမတိုင်ပင်မနဲ့ကျုပ်တခြင်းကိုနာမည်ခံခဲ့တယ်လို့ပြောတယ်တထေးကကျုပ်ကိုအနူးညွတ်တောင်းပန်ခဲ့တယ်နောက်ဒီလိုမဖြစ်စေရဘူးလို့လည်းခရီးပေးတယ်နောက်တစ်ချိန်ဆိုရင်ကျုပ်ရဲ့တခြင်းတွေကိုကျုပ်နာမည်နဲ့အသုံးပြုပေးမယ်လို့လည်းခရီးပြုတယ်အဲ့တုန်းကကျုပ်အရန်ချိန်နဲ့ခဲ့ရတယ်ကျုပ်မှာအရေးချင်းရှိတဲ့အတွက်တနေ့နိုင်ငံကျော်မယ်လို့ယုံကြည်ခဲ့တယ်တထေးကကျုပ်ရဲ့မျက်နှာမှုအတွက်ငွေ90ကိုအတင်ပေးခဲ့တယ်ကျုပ်မယူလို့ညင်းတာတော့မရဘူးတထေးကကျုပ်ပေါ်တိတ်ကောင်းခဲ့ပါတယ်
အဲ့လိုပြောတဲ့အခါကိုရန်နိုင်ကမိုးထီကိုမကြည်နပ်တဲ့ပုံစံနဲ့ကြည့်ရှုနေပါရီမိုးထီကလည်းအထုပ်ခန်းတန်တိုင်းတွေကိုကင်ပြီးတော့ကျုပ်ရင်ထဲမှာအမှုပညာရှိနေတဲ့တွေဖန်တီးနိုင်တာပဲကျုပ်နှလုံးသားတချင်းတွေအများကြီးဖန်တီးနိုင်သေးရဲ့ဆိုပြီးတော့တထေးရဲ့စကားကိုလက်သင့်ခံခဲ့တာပါပြောရင်းနဲ့သူ့ရဲ့စကားကိုခက်တာရက်လိုက်တယ်အဲ့နောက်ကိုရန်နိုင်ရဲ့မျက်နှာကိုကြည့်လိုက်ကတထေးကိုကျုပ်မတက်ခဲ့ပါဘူးကျုပ်အမှန်တိုင်းပြောတာပါအဲ့လိုတီတိုးပြောလိုက်တယ်ရှေ့နေကိုရန်နိုင်ကမိုးထီရဲ့အနီးကိုတိုးပြီးတော့လောကကြီးမှာမင်းကိုကယ်တင်နိုင်မဲ့သူကငါတယောက်ပဲရှိတယ်လူတွေအားလုံးကမင်းကိုတရက်ခံလို့ထင်းကုန်ကြပြီအမှုနဲ့ပတ်သက်တဲ့အရေးကြီးတဲ့အချက်တွေကိုငါ့ကိုမပြောရင်မင်းဒုက္ခတွေ့လိမ့်မယ်ဒီစကားတွေကငါအတွက်ပြောနေရမဟုတ်ဘူးမင်းအတွက်ပြောပြနေတာအဲ့လိုပြောတဲ့အခါမိုးထီကစိတ်ထိခိုက်တဲ့ပုံစံနဲ့ငြိမ်သက်နေတော့တယ်ကိုရနိုင်လည်းမိုးထီကိုဘာစကားမှမဆိုဘဲနဲ့အခန်းထဲကပြန်ပြီးထွက်ခွာသွားတယ်အဲဒီခါမိုးထီကသူ့ရဲ့နာမည်ကိုလှမ်းခေါ်တာမို့ရက်တန့်ပြီးတော့တမင်လည်းပြန်လှည့်ကြည့်တယ်မိုးထီကတုံရံတဲ့အတန်နဲ့ကျွန်တော်ကြိုးရံမကြပါဘူးနော်ပြောတဲ့အခါရှေ့နေကိုရန်နိုင်ကမိုးထီကိုဂရုဏာတက်ပြီးတော့ကျုပ်တက်နိုင်ဆုံးစူးစမ်းမယ်ဘာမှမပူနဲ့ပြောပြီးတော့အခန်းထဲကပြန်ပြီးထွက်ခွာသွားတယ်မိုးထီကတန်တိုင်ကိုလက်နှစ်ဖက်နဲ့ဆုပ်ကိုင်ပြီးတော့တကူလေးကျန်ရစ်ခဲ့တယ်ကိုရန်နိုင်ကမိုးထီကိုခွင့်မလွတ်ချင်ပဲခွင့်လွတ်လိုက်ရတယ်ကိုရန်နိုင်ကနောက်တစ်နေ့ကိုရောက်တဲ့အခါသူ့ရဲ့မွေးနေ့ဖြစ်တာမို့ပဲခူးရွှေမော်တော်ဖျားကိုသွားပြီးပန်းရည်ချမ်းစီမီကတ်လှူဖို့ပြင်ဆင်ပါတယ်။အဲဒီခိုင်သူ့အိမ်ကိုမက်ဆေ့ချစ်ကရောက်လာပြီးတော့ဟင်ကိုရန်နိုင်ဘယ်ကိုသွားမလို့လဲ။မင်းပြန်တော့တယ်ကိုရန်နိုင်ကသူ့မွေးနေ့ဖြစ်တဲ့အတွက်ပဲခူးရွှေမော်တော်ဖျားကိုသွားပြီးကုသိုလ်ယူဖို့ပြောဆိုလိုက်ပါတယ်။မက်ဆေ့ချစ်အမှုကြောင့်ဆွေးနွေးရင်းနဲ့ကျုပ်နဲ့ပဲခူးကိုလိုက်ခဲ့ပါလား။စိတ်ပြေလက်ပြောက်ပေါ့။ပြောတဲ့အခါမဆိုင်ချစ်လည်းသဘောတူလက်ခံပြီးတော့ကိုရန်နိုင်နဲ့လိုက်ပါလာတယ်။ကိုရန်နိုင်ကငငယ်ကလေးကပဲခူးမြို့လိပ်ပြကန်ဒီမှာချီးပြင်းခဲ့သူဖြစ်ပါတယ်။အဲဒါကြောင့်သူ့ရဲ့မွေးနေ့ရက်တိုင်းကိုပဲခူးရွှေမော်တော်ဖျားကိုသွားပြီးကုသိုလ်ယူတယ်။သူတို့ကလန်ခီတခြားမိုးထီရဲ့အမှုအကြောင်းကိုပြောဆိုနေတယ်။ဒီလိုပြောဆိုရင်လည်းကိုရန်နိုင်ကမဆိုင်ချစ်ဘက်ကိုငယ်ဆောင်ကြည့်လိုက်ကမိုးထီဝီတဲ့ချင်းကိုမိုးထီရရေးပြီးတော့လူသိမခံဖြစ်ခဲ့ဦး။သူခမမဆိုင်ချစ်အတွက်အများကြီးအနစ်နာခံခဲ့ရတယ်နော်။အဲ့လိုပြောတဲ့အခါမဆိုင်ချစ်ကတက်ပြင်းချလိုက်ကဂီတလောကရဲ့အခြေအနေကြောင့်မိုးထီအခုလိုနစ်နာခံလိုက်ရတာပါ။မိုးထီကကျမအတွက်အကောင်းဆုံးတငယ်ချင်းတစ်ယောက်ပါ။သူ့ကြောင့်ကျမအောင်မြင်ကြော်ကြားခဲ့ရတယ်။သူကျေးဇူးတွေကျမအပေါ်မှာရှိတယ်လို့ခံစားရတယ်။အဲဒါကြောင့်သူ့အတွက်ကျမအစွမ်းကုန်စူးစမ်းပေးနေတာပါ။ပြောလိုက်တော့တယ်ကိုရန်နိုင်ကမဆိုင်ချစ်ရဲ့လှပတဲ့မျက်နှာလေးကိုကြည့်လိုက်ကသူ့အပေါ်တငယ်ချင်းတယောက်ထက်ပိုပြီးတော့တန်ရောစင်မရှိနိုင်ဘူးလားမိုးထီကိုစစ်မေးရင်းနဲ့သူ့ရည်နေရခန်းစားချက်တွေကိုမသိမသာမြင်နေရတယ်ပြောတဲ့အခါမဆိုင်ချစ်ကကောင်းခါရန်လိုက်ကသူကျမကိုတွေ့တာလဲဆိုတာရိတ်စားမိပါတယ်ဒါမဲ့သူနဲ့ကျမကတငယ်ချင်းလေသူ့ကိုတငယ်ချင်းတယောက်ထက်ပိုပြီးတော့ကျမခန်းစားလို့မရဘူးသူနဲ့ကျမတစ်သက်လုံးဒီလိုပဲနေသွားခြင်းနဲ့သူကျမရဲ့ချစ်သူဘယ်တော့မှမဖြစ်နိုင်ဘူးဒါမဲ့သူ့ကိုကျမသိခင်ပါတယ်သူကကျမရဲ့အခင်မင်းဆုံးယောက်ျားလေးမိတ်ဆွေပါပဲပြောပါရင်ကိုရန်နိုင်ကမက်ဆိုင်ချစ်ရဲ့စကားကြောင့်ရှင်ထဲမှာအတော်အတန်စိတ်သက်သာသလိုခံစားလိုက်ရတော့တယ်တစ်သက်လုံးတကူရဲလူပြိုကြီးလှုပ်ပြီးနေလာခဲ့ပြီမဲ့မက်ဆိုင်ချစ်နဲ့တွေ့မှရင်ခုန်စိတ်လှုပ်ရှားတော့တယ်အချိန်အားရရှိတဲ့အခါတိုင်းမက်ဆိုင်ချစ်ရဲ့အကြောင်းကိုတွေးတောနေပြီးတယ်မက်ဆိုင်ချစ်ကသူ့ရင်ထဲမှာအစင်ထာဝရစိုးမိုးသလိုခံစားရပါတယ်ကိုရနိုင်ကမက်ဆေ့ချ်ရဲ့အကြောင်းကိုစဉ်းစားရင်းနဲ့ကားမောင်းနေတော့တယ်။ပဲခူးမြို့ကိုရောက်တဲ့အခါသူတို့နှစ်ယောက်လုံးကရွှေမော်တော်ဖျားကိုတက်ရောက်ဖူးမြော်ပြီးတော့ကိုရနိုင်ကပန်းရည်ချမ်းစီမီဆက်ကက်လှူဒန်းနဲ့အဲဒီနောက်ပဲခူးမြို့ပေါ်မှာရှိတဲ့နာမည်ကြီးထမင်းဆိုင်တစ်ဆိုင်မှာသွားပြီးထမင်းစားတယ်။ပြီးတော့နိုင်ဦးသားရန်ကုန်မြို့ကိုပြန်လာတယ်။လန်ခီတလျှောက်သူတို့နှစ်ဦးစလုံးကပျော်ရွှင်နေတယ်။မက်ဆေ့ချ်ကလည်းပတ်ဝန်းကျင်ရှုခင်းတွေကိုကြည့်ပြီးတော့ရန်ကုန်မြို့ထဲမှာအလုပ်တွေနဲ့မွန်းကျက်နေတာကြာပြီအခုလိုမြို့ပြင်ကိုခဏလေးထွက်လိုက်တော့ရင်ထဲမှာလွတ်လပ်သွားသလိုခံစားရတယ်ပြောတဲ့အခါကိုရန်နိုင်ကမက်ဆေ့ချ်ရဲ့ဘက်ကိုငှဲ့ဆောင်ကြည့်ပြီးတော့ဒါဆိုရင်နောက်တစ်ချိန်မြို့ပြင်ကိုကားနဲ့သွားတဲ့အခါမက်ဆေ့ချ်ကိုခေါ်ရမယ်လိုက်မယ်မလားမင်းမြန်းတဲ့အခါမက်ဆေ့ချ်ကပြုံးပြီးတော့တပြားသွင်းဖို့ကိစ္စမရှိဘူးဆိုရင်တော့လိုက်မှာပေါ့ကိုရန်နိုင်ခေါ်ပြအောင်သာစူးစမ်းပါပြောတယ်အဲဒီခိုင်မှာပဲလမ်းပေါ်မှာလူတအုပ်ကလဲကျပြီးတော့ကျန်တဲ့သုံးဦးကကိုရန်နိုင်ရဲ့ကားကိုအရေးတကြီးမူရနဲ့တားဆီးနေတော့တယ်။ကိုရန်နိုင်ကမျက်မှောင်ကျုပ်ပြီးကြည့်လိုက်ကအကူညီလိုလိုနဲ့တူတယ်ဆိုပြီးတော့ကားကိုအရှိန်လျှော့လိုက်တယ်
ကိုရန်နိုင်ကအိတ်ထဲမှာရှိတဲ့နေကာမျက်မှန်ကိုထုတ်ပြီးတက်လိုက်ကကားကိုရှက်လိုက်တယ်။ကိုရန်နိုင်ရဲ့ကားရက်တဲ့အခါဖလီစာကုတ်ဝစ်ထားတဲ့လူတဦးကကုံအင်းကြီးအတွင်းထဲကတနက်တစ်လက်ကိုဇက်ခနဲ့ထုတ်ပြီးတော့နှစ်ယောက်စလုံးကားပေါ်ကဆင်းသန်းဒီမှာဘာလဲတွေ့လား။အဲဒီလိုတနက်ကိုထောင်ပြလိုက်တယ်။အဲဒီသူရဲ့အမူအရာကြောင့်မက်ဆေ့ချစ်ကထိတ်လန့်တုန်လှုပ်ပြီးတော့ကိုရန်နိုင်ကိုကြည့်လိုက်တော့တယ်။ကိုရန်နိုင်ကတော့အဲ့ဒီသူတွေကိုထိတ်လန့်တုန်လှုပ်တဲ့ပုံစံမရှိဘဲနဲ့မင်းတို့ကဘာကောင်းနေလဲငါတို့ကိုဘာကိစ္စကားပေါ်ကဆင်းခိုင်းတာလဲအဲဒီလိုမေးမြန်းတဲ့အခါတနက်ကင်လူရဲ့အနောက်မှာရှိတဲ့ကရုံးစရောင်းတဲ့လူကစကားမရှိနဲ့ကွာဆင်းဆိုဆင်းစမ်းအဲဒီလိုအမိန့်ပေးပြီးတော့မက်ဆေ့ချစ်ဖက်မှာရှိတဲ့တကားကိုဖွင့်ဖို့ကြိုးစားတယ်ဒါပေမဲ့ကိုရန်နိုင်ကကားတကားကိုတော့ချထားတဲ့အတွက်တကားကိုဖွင့်မရပဲဖြစ်နေတယ်ပလီစာကုတ်ဝတ်ထားတဲ့သူကကိုရန်နိုင်ကိုတနက်နဲ့ချိန်ရွယ်ပြီးတော့ဟိတ်လူမင်းငါတို့ကိုဘာကောင်အောင်းမေ့နေလဲပြစ်ထက်လိုက်ရမလားပြောတဲ့အခါကိုရန်နိုင်ကအဲ့ဒီလူကိုမထီလေးစားကြည့်ပြီးတော့မင်းလည်းငါ့ကိုဘလို့ကောင်အောင်းမေ့နေလဲကလေးကစားတဲ့တနက်အဆုပ်လေးကင်ပြီးချင်းချောက်လို့ရမယ်များအောင်းမေ့နေသလားမင်းတနက်ကိုပြစ်လို့ရရင်ပြစ်လိုက်ငါတော့သွားပြီဟဲ့ဆိုပြီးတော့ကားကိုတစ်ချိန်လုံးမောင်းထွက်လိုက်တဲ့အခါတနက်ကင်ထားတဲ့လူစုကကားလက်မမှာဦးကြောင်ကြောင်ကြည့်ပြီးကြံရစ်ခဲ့တယ်မက်ဆေ့ချစ်ကအဲ့ဒီခါမှာပဲဝမ်းမြောက်ဝမ်းသာဖြစ်သွားတော့တယ်အဲ့ဒီခိုင်မှာပဲကိုရန်နိုင်ကကားကိုလူဆိုးတွေရဲ့ခန်းနှန်းလမ်းမှာရိုက်တဲ့အခါမက်ဆေ့ချစ်ကထိတ်လန့်တုန်လှုပ်ပြီးတော့ဟင်ကားကိုဘာဖြစ်လို့ရက်လိုက်ကြလဲလူဆိုးတွေလိုက်လာတော့မယ်ပြောတဲ့အခါကိုရန်နိုင်ကမက်ဆေ့ချစ်ဘက်ကိုလှည့်ပြီးလက်ကပြလိုက်ကဘာမှမပူနဲ့မက်ဆေ့ချစ်ဒီကောင်လေးကိုဆုံးမစရာနည်းနည်းရှိလို့ကားကိုရက်လိုက်တာပြောလိုက်တော့တဲ့မက်ဆေ့ချစ်ကအထိတ်တလန့်နဲ့အိုးကိုရန်နိုင်ဘာမဟုတ်တဲ့လူတွေနဲ့ဖက်ပြီးမဖြစ်ပါနဲ့ကျမကြောက်လွန်းလို့ပါပြန်มาတော့နော်ပြောပါတယ်အဲ့ချိန်လူဆိုးတွေကကိုရန်နိုင်ရဲ့ကားရက်ထားတာမို့နားမလည်တဲ့ပုံစံနဲ့ကြည့်ရှုနေတယ်ကိုရန်နိုင်ကကားတကားကိုဆွဲဖွင့်ပြီးတော့မဆိုင်ချစ်ဘာမှမပူနဲ့ဒီကောင်လေးကိုခဏလေးဆုံးမစရာရှိလို့ပါဆိုပြီးကားပေါ်ကဆင်းလိုက်ကလူဆိုးတွေစီကိုရှောက်သွားတော့တယ်လူဆိုးတွေကကိုရန်နိုင်ကိုဦးချောင်းချောင်းနဲ့ကြည့်ရှုနေတယ်ကိုရန်နိုင်ကတနက်ကင်လူရဲ့အနီးကိုရှောက်တဲ့အခါသူ့ရဲ့နေကာမျက်မှန်ကိုချုပ်ပြီးတော့ဟိတ်ကောင်အေးသိန်းငါဘာလုပ်လဲဆိုတာကြည်စမ်းဆိုတဲ့အခါအေးသိန်းဆိုတဲ့သူကကိုရန်နိုင်မျက်နှာကိုကြည့်ပြီးတော့ဟင်ဆရာပါလားကျွန်တော်တို့ဆရာမဲမသိလို့လုံးမိတာပါခွင့်လွတ်ပါဆရာအဲ့ဒီလိုတောင်းပန်နဲ့ကိုရန်နိုင်ကအေးသိန်းဆိုတဲ့သူကိုကြည့်ပြီးကောင်းခါရန်လိုက်ကမင်းကိုမဟုတ်တဲ့အလုပ်တွေမလုပ်ပါနဲ့လို့ငါအတန်တန်ပြောခဲ့တယ်မင်းငါစကားကိုနားမထောင်မင်းကိုကဲတင်ပေးခဲ့တာမှားပြီမင်းကထောင်ထဲမှာပဲရှိတဲ့ကောင်ကွအဲ့ဒီလိုချိန်မောင်းတဲ့အခါအေးသိန်းဆိုတဲ့သူကကျွန်တော်ကောင်းကောင်းဝယ်လှုပ်ရှားနေတာကြာပါပြီဒါပေမဲ့ဆိုလိုက်တဲ့ကိုရန်နိုင်ကသူ့ရဲ့စကားကိုဖျက်ပြီးတော့မင်းတို့ဒီလိုလုပ်ဖို့ဘယ်သူခိုင်းတာလဲငါ့ကိုမှန်မှန်ပြောစမ်းမင်းမြန်လိုက်ပါတယ်အဲ့ဒီခါအေးသိန်းကရန်ကုန်ကလာတဲ့လူတစ်ယောက်ပါဆရာဒီနေ့မနေ့ပဲကိုရောက်လာမယ်ကားနံပါတ်နဲ့ကားအမျိုးအစားကိုပေးတယ်ပြီးတော့အဲ့ဒီလူကိုအသေးသက်နိုင်ရင်ငွေ9000ပေးမယ်မသေးုံရိုက်နေနိုင်ရင်ငွေ2000ပေးမယ်လို့ပြောပါတယ်ပြောတဲ့အခါကိုရန်နိုင်ကမျက်မှောင်ကျုပ်ပြီးတော့အော်အဲ့ဒါကြောင့်မင်းတို့ကငါ့ကိုတတ်ဖို့ကြိုးစားတာပေါ့ပြောတဲ့အခါအေးသိန်းကကမန်းကရန်လက်ကပြလိုက်ကကျွန်တော်တို့မှလူတက်ဖို့အစီအစဉ်မရှိပါဘူးဆရာမှတ်လောက်သားလောက်အောင်ဆုံးမဖို့ပါလူတက်တဲ့အလုပ်ကအန္တရာယ်များတယ်ဆိုတာသိပါတယ်ပြောတော့တယ်ကိုရန်နိုင်ကမျက်မှောင်ချုပ်ပြီးတော့ဒါနဲ့နေပါအောင်မင်းတို့ကိုခိုင်းတဲ့လူရဲ့ပုံစံဘလို့လဲမေးမြန်းတော့တယ်အဲ့ဒီခါအေးသိန်းဒီလူရဲ့ပုံစံအရက်မြင့်မြင့်ပိမ့်ပိမ့်မုတ်စိတ်မွေပပြိုင်းမွေရှိတယ်လက်မှာလည်းစင်းမင်ချောင်ထိုးထားတယ်ပြောပါတယ်ကိုရန်နိုင်ကတက်ပြင်းချလိုက်ကစင်းမင်ချောင်ရုပ်ကဘလို့ပုံစံလဲမေးမြန်းတော့တယ်အဲ့ဒီခါအေးသိန်းကစင်းမင်ချောင်ရုပ်ပုံစံတော့ကျွန်တော်မသိဘူးပဲပင်ပေါက်လို့အချွန်တက်လေးတွေပါပဲပြောတဲ့အခါကိုရန်နိုင်ကကောင်းညင်ပြီးတော့ကောင်းပြီအဲ့ဒီလိုဘသူလဲဆိုတာငါသိပြီ तू ကငါရန်သူပဲအဲ့ဒါကြောင့်ဒီလူပတ်စံလာပြီးကောင်းကောင်းဆုံးမပေးလိုက်ကြစမ်းအသက်အန္တရာယ်တော့မရှိစေနဲ့ပြောတယ်အဲ့နောက်ကိုရန်နိုင်ကကားပေါ်မှာစိုးရိမ်တကြီးစောင့်ကြည့်နေတဲ့မက်ဆေ့ချစ်စီကိုပြန်လာခဲ့တော့တယ်ကိုရန်နိုင်ကကားတကားကိုဖွင့်ပြီးဝင်းထိုင်လိုက်ကတစ်ချိန်လုံးကသူတို့ဘဝကိုကျုပ်ကဲတင်ပေးဘူးတယ်ကျုပ်ကိုရန်လို့ဖို့သူတို့ကိုရန်ကုန်ကလူကခိုင်းတာတဲ့ခိုင်းတဲ့သူကတေးရေးစရာကိုတင်ရွယ်ပဲသူကကျုပ်ကိုကိုမိုးထိဘက်ကအမှုလိုက်ပြီးတဲ့အတွက်ရန်ညိုးရန်စားထားနေလားမသိဘူးပြောတဲ့အခါမက်ဆေ့ချစ်ကအရန်အံ့ဩပြီးတော့ဟင်ကိုတင်တွေကကိုရန်နိုင်ကိုလှုပ်ကြံခိုင်းတယ်ဟလားအံ့ဩစရာပဲရှင်သူဒီလောက်စိတ်ထားသေးသိမ့်လိမ့်မယ်လို့ထဲမထားဘူးပြောတယ်ကိုရန်နိုင်ကတပြင်းချပြီးတော့လူစိတ်ဆိုတာမှန်းဆရခက်ပါတယ်ဗျာ
ဒါပေမဲ့မပူပါနဲ့အမှန်တရားဆိုတာဘယ်တော့မှမရှုံးနိုင်ပါဘူးအဲဒီခါမတ်စိန်ချစ်ကကိုရန်နိုင်ရန်ပြုတ်ခံရတာကျမကြောင့်ပဲကျမကသာကိုမိုးထီအမှုကိုမလိုက်ခိုင်းရင်ဒီလိုဖြစ်မှာမဟုတ်ဘူးနော်ကိုရန်နိုင်ခင်ဗျာရှင့်နေကတများမှမယူပဲရန်ပြုတ်ခံနေရတာပြောတဲ့အခါကိုရန်နိုင်ကမတ်စိန်ချစ်ရဲ့စကားကြောင့်ရှင်ထဲမှာလိုက်ဖို့သွားပြီးတော့မတ်စိန်ချစ်စိတ်ချမ်းသာမယ်ဆိုရင်ဒီအမှုကိုကျုပ်လိုက်ရကြုံနဲ့ပါတယ်ဒီအတွက်လည်းကျုပ်အကောင်းဆုံးစူးစမ်းနေတာပါပြောလိုက်တော့တယ်ကိုရန်နိုင်စကားကြောင့်မတ်စိန်ချစ်ကကိုရန်နိုင်ကိုကျေးဇူးတင်လို့ဘလို့ကျေးဇူးဆက်မှန်းတော့မသိတော့ပါဘူးပြောတယ်ကိုရန်နိုင်ကမတ်စိန်ချစ်ရဲ့လှပတဲ့မျက်နှာလေးကိုကြည့်ပြီးတော့ကျေးဇူးတင်တယ်ဆိုတာဒစိမ့်ဆန်လွန်ပါတယ်ကျုပ်တို့ကြားမှာကျေးဇူးဆိုတာမရှိစေချင်ဘူးဗျာဆိုတဲ့အခါမတ်စိန်ချစ်ကတစုံတရာကိုသဘောပေါက်တဲ့ပုံစံနဲ့မျက်လွှာချလိုက်တော့တယ်ကိုရန်နိုင်ကမတ်စိန်ချစ်ကိုအိမ်ကိုလိုက်ပို့ပေးပြီးတော့ဘူတထောင်ဖျားကိုသွားလိုက်ကဇရက်တဆောင်မှာပရိစိတ်နေတဲ့လူတအူအနီကိုချင်းကပ်သွားတယ်။အဲဒီသူကဝိဖြူစင်ကျဲဝတ်ဆင်ထားတဲ့လူလက်ပိုင်းရွယ်လူတအူဖြစ်ပါတယ်။သူကအနောက်ကိုလှည့်မကြည့်ပဲနဲ့ကိုရန်နိုင်သိတ်ကန်ကောင်းတယ်။ဒီအပတ်စနေနေ့မှာသူပရိလာစိတ်သွားတယ်။ပြောတဲ့အခါကိုရန်နိုင်ကမျက်မှောင်ကျပြီးတော့သူတယောက်ထဲလာမေးမြန်းလိုက်တော့တယ်။ဝိဖြူစင်ကျဲဝတ်တဲ့လူကဒရိုင်ဘာတယောက်ပါတယ်။ဒါမဲ့ဒရိုင်ဘာဘာသာကြားအဖိုးကြီးဆိုတော့ဖះရှိရကကဆိုင်မှာထိုင်ဆောင်လိရှိတယ်။ပြောတဲ့အခါကိုရန်နိုင်ကကျေးဇူးတင်တဲ့သူတော်စင်ကြီးအလူငွေလေးပေးခဲ့ပြစီ။ဆိုပြီးတော့ဝိဖြူစင်ကျဲဝတ်တဲ့လူရဲ့ရှေ့ကိုငွေဆက်ကူတရွက်ထည့်ပေးလိုက်တယ်။ဝိဖြူစင်ကျဲဝတ်တဲ့လူကတာဒုတာဒုတာဒုလို့၃ချိန်ခေါ်တယ်။ကိုရန်နိုင်ကဘိုးတထောင်ဖះကနေပြန်ပြီးထွက်ခွာလာခဲ့တယ်။ကိုရန်နိုင်ကပဲခူးမြို့ကလှုပ်ချန်ခံရတာကိုပြန်ပြီးသုံးသပ်ကြည့်တယ်။လွန်ခဲ့တဲ့အပတ်ကတရားသူကြီးစီမှာရုံးချင်းရက်တောင်းတဲ့အခါတောက်ကြနေရသူ့ရဲ့မွေးနေ့ဖြစ်တာမို့ပဲခူးရွှေမော်တော်ဖျားဖူးလို့ကြောင်းပြောဆိုခဲ့တယ်။အဲ့ဒီတဲ့ကတစ်ဖက်ရှိနေဥပါလာအောင်ကနေတဆင့်သူ့ကိုလှုပ်ကြံမှုစိတ်ခိုင်းတဲ့ကိုတင်ရွက်စီကိုပေါက်ကြားသွားပုံရပါတယ်။နောက်ပတ်ရုံးချင်းကိုမရောက်ခင်တေသူကိုမောင်မောင်ရှင်ရဲ့ဇနီးမက်မြတ်နွယ်နဲ့တွေ့ဆုံကြည့်ဖို့ကြံစီထားလိုက်ကြတယ်။ဝိဖြူစင်ကြဝတ်တဲ့လူကမက်မြတ်နွယ်ကစနေနေ့တိုင်းဘိုးတထောင်ဖျားမှာပရိစိတ်တယ်လို့သတင်းပေးခဲ့တယ်။မနေ့ပြန်စနေနေ့ဖြစ်တာမို့မမြနွယ်ကဘိုးတထောင်ဖျားမှာပရိစိတ်မှာပဲဖြစ်တယ်။မမြနွယ်ကမိုးထီနဲ့တွေ့တိုင်းထူးထူးခြားခြားမျက်စိမျက်နှာပြည့်ရွှင်နေတာကိုတွေ့ရပါတယ်။လွန်ခဲ့တဲ့အပတ်ရုံချိန်တွေကလည်းတရက်ခွေမပြီးဆုံးခင်ရုံးတော်ကမျက်စိမျက်နှာပြတ်ပြီးတော့ထွက်ပြေးသွားတယ်။မမြနွယ်ကအမှုနဲ့ပတ်သက်ပြီးတော့တစုံတရာသိရှိနေမယ်လို့ယုံကြည်ပါတယ်။ပရိသတ်များရှင်ကျမခုတင်ဆက်ပေးခဲ့တာတော့စာရေးသူမင်းမြတ်သူကရေးသားထားတယ်။ညနေဖုံးဆိုတဲ့ဇလန်ရဲ့အပိုင်း1ပဲဖြစ်ပါတယ်။နောက်ဆက်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ထပ်မံပြီးတင်ဆက်ပေးအောင်မဲ့ဇသိမ်းပိုင်းကိုလည်းစောင့်မျှော်အားပေးနားဆင်ပေးပါအောင်ရှင်။